မင်္ဂလာပါကျွန်တော်တို့ဒါရွှေအောင်လမြင်ဖွဲ့ရနေပြီးတော့အခုတော့နှစ်ပတ်တစ်ခါပေါ့နော်နှစ်ပတ်တစ်ခါပတ်စင်လုပ်နေတဲ့ဒီပုဒ္ဒတမျှဝေခြင်းပေါ့နော်စိုက်ပျိုးရေးမွေးမြူရေးတစ်တော်ပညာရေးပေါ့ဒီနေ့ညကတော့ဒါစိုက်ပျိုးရေးနဲ့ပတ်သက်တဲ့အကြောင်းကိုဆရာမဒေါက်တာခင်မာထေးကပြောပါမယ်ကျွန်တော်ကတော့ပြည်ပရောက်နေတော့ဆရာမဒေါ်သူဇာမြင့်ကနေပြီးတော့ကျွန်တော်တို့ Korean Brain Advisor နေ moderator အဖြစ်ဆောင်ရွက်ပေးပါလို့ဒေါ်သူဇာမြင့်ကိုကျွန်တော်လွှဲပါတယ်ဆရာမဟုတ်ကဲ့ပါဆရာကြီးရှင်ကျေးဇူးတင်ပါတယ်ဆရာကြီးကျေးဇူးပါဆရာကျမတို့ဒီနေ့ဒီ14ရက်2လ2026ခုနှစ်ဒီ Golden Plain ရဲ့ကျမတို့ knowledge sharing program အစီအစဉ်မှာဒီပထမဦးစွာတက်ရောက်ပေးပါတော့ဆရာကြီးနဲ့တကွ advisor များကျမတို့စိတ်ပါဝင်စားစွာတက်ရောက်ပေးတဲ့ဆရာဆရာမများအားလုံးမင်္ဂလာပါရှင်ဒီနေ့ကျမတို့ဒီဆွေးနွေးပေးမယ်ဆရာမကြီးကတော့ဆရာမဒေါက်တာခင်မာထေးဖြစ်ပါတယ်ဆရာမကြီးကိုပထမဦးဆုံးကျမနည်းနည်းလေးမိတ်ဆက်ပေးပါရစေရှင်ဆရာမကြီးကတော့ဒီ1984ခုနှစ်မှာကျမတို့စိုက်ပျိုးရေးတက္ကသိုလ်ကရေစင်းစိုက်ပျိုးရေးတက္ကသိုလ်ကနေပြီးတော့မှ BAG ဘွဲ့ရရှိခဲ့ပါတယ်အဲ့ဒီနောက်မှာ2000ခုနှစ်မှာတော့ဒီစိုက်ပျိုးရေးတက္ကသိုလ်ကနေ plant breeding နဲ့ကျမတို့ master degree ရရှိခဲ့ပါတယ်ရှင်တခါကျမတို့ဒီ2009ခုနှစ်မှာတော့ဖိလစ်ပိုင်နိုင်ငံမှာကျမတို့ဒီ crop science နဲ့ agronomy subject ကိုကျမတို့ PhD degree ရယူဆောင်ရွက်ခဲ့ပါတယ်ရှင်အဲ့တော့တခါဆရာမရဲ့လုပ်ငန်းတာဝန်တွေကိုပြန်ပြီးတင်ပြရမယ်ဆိုရင်တော့ပထမဦးဆုံးစပြီးတော့တာဝန်ထမ်းဆောင်တဲ့1984ခုနှစ်ကစပြီးအငိမ့်စားယူတဲ့2020အထိကတော့ရေစင်းသုတေသနဌာနမှာသုတေသနတာဝန်များကိုထမ်းဆောင်ခဲ့တဲ့သူဖြစ်ပါတယ်ရှင်အဲ့တော့ဒီလိုထမ်းဆောင်ခဲ့တဲ့နေရာမှာ research technician junior research officer senior research officer ဒီလိုအဆင့်ဆင့်တာဝန်ထမ်းဆောင်ပြီးတော့2009ခုနှစ်ကစပြီးတော့ကျမတို့ဒီရေသုတေသနဌာနမှာဒါ session head ပေါ့နော်ဆိုတော့ဒုညွှန်မှုအဖြစ်နဲ့စပြီးဒါတာဝန်ထမ်းဆောင်ခဲ့တဲ့သူစင်ဆက်ကျမတို့ဒီသုတေသနလုပ်ငန်းများကိုဆောင်ရွက်ခဲ့တာဖြစ်ပါတယ်ရှင်အဲ့တော့ဆရာမဆောင်ရွက်ခဲ့တဲ့ဒီလုပ်ငန်းစဉ်တွေထဲမှာအထူးဒါဆောင်ရွက်ခဲ့တဲ့ research တွေကလေကျွန်တော်တို့လေ့လာတဲ့အခါမှာဒီ water management နဲ့ပတ်သက်ပြီးတော့ဆရာမဒါအထူး specialization ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်အဲ့တော့ water management irrigation system တွေပါမယ်တခါ water saving techniques တွေဒါ farmer field တွေမှာဆောင်ရွက်ခဲ့တာတွေပါပါတယ်ရှင်တခါကျွန်တော်တို့ဒီ water requirement နဲ့ nitrogen fertilizer relationship တွေလည်းဒါတွေကျွန်တော်တို့ဆောင်ရွက်ခဲ့တာတွေတွေ့ရပါတယ်တခါဒီနိုင်ငံတကာအဖွဲ့အစည်းတွေဖြစ်တဲ့ ERI JICA တခါ ACIA ဒါတွေနဲ့လည်းပူးပေါင်းပြီးဆောင်ရွက်ခဲ့တာတွေတွေ့ရှိရပါတယ်အဲ့တော့ဒီနေ့ကျမတို့ဒီဆရာမကြီးက2020မှာဌာနကအငြိမ်းစားယူခဲ့တယ်ဆိုပေမဲ့လည်းလက်ရှိအချိန်ထိဒါနည်းပညာတွေကိုတောင်သူတွေကိုဖြန့်ဝေစေဖြစ်ပါတယ်ရှင်အဲ့တော့ကျွန်မဒီနေ့ဆရာမကြီးဆွေးနွေးမဲ့ခေါင်းစဉ်အနေနဲ့ဒီ methane emission from different rice paddy field as affected by water management ဆိုတဲ့ခေါင်းစဉ်နဲ့ဆွေးနွေးပေးမှာဖြစ်တဲ့အတွက်ဆရာမဒေါက်တာခင်မာထေးကိုကျွန်မအနေနဲ့ဖိတ်ခေါ်ပါရစေရှင်ဆရာမဒီ file sharing လေးလုပ်ပြီးတော့စပြီးဆွေးနွေးပေးလို့ရပါတယ်ရှင်ကျေးဇူးတင်ပါတယ်ဆရာမကျေးဇူးတင်ပါတယ်ဆရာမဒေါ်သူဇာမြင့်ဟုတ်ကျွန်မ file sharing လုပ်လိုက်မယ်နော်ဟုတ်ကဲ့ရှင်ဟုတ်တွေ့ပါတယ်ဆရာမရှင်ဟုတ်ကျွန်မ minimize သွားလို့ရှင်လို့ဟုတ်ရပြီနော်ဆရာမလောက်ဆိုရလားဟုတ်ရတယ်ဆရာမဟိုလေPowerPoint ရပြီရှင်ဟုတ်ကဲ့ရှင်ဆရာမရပါတယ်ရှင်ကျွန်မအစကိုသွားလိုက်မယ်လीနော်ဟုတ်ကဲ့ရှင်ဟုတ်ကဲ့ပါမယ်ဟုတ်ပါအားလုံးမြင်ရလားရှင်မြင်ရပါတယ်နော်အားလုံးမြင်ရလားမသိဘူးနော်မြင်ရပါတယ်မမြင်ရပါတယ်ဟုတ်ကဲ့မင်္ဂလာရှိတဲ့မင်္ဂလာညချမ်းလေးပါရှင်ကျမကတော့ဆရာမကြီးတော်
တော်သူစားမြင့်မိတ်ဆက်ပြီးတော့ဒေါက်တာခင်မထီဖြစ်ပါတယ်ရှင်အဲ့တော့ကျွန်မဒီတစ်ပတ်မှာဆွေးနွေးသွားမယ့်ဘုဒ္ဓဝေမျှသွားမယ့်ခေါင်းစဉ်လေးကတော့ကျမတို့စဘာခင်းမှာထွက်တဲ့မိသိမ့်ဓာတ်ငွေအပေါ်မှာကျမတို့စဘာခင်းကိုမှာရေသွင်းနည်းစနစ်ရဲ့အကျိုးသက်ရောက်မှုကိုကျမတို့လေ့လာခြင်းဆိုတဲ့ခေါင်းစဉ်လေးနဲ့ပဲကျမဆွေးနွေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျမတို့ကကျမကသုတေသနလုပ်ငန်းတွေကိုစဉ်ဆက်မပြတ်လှုပ်ဆောင်နေတဲ့အားလျော်စွာဒီသုတေသနလုပ်ငန်းလေးကတော့အခုပူးတွဲပါကျမရဲ့တပည့်လေးနဲ့အတူဒီမှာပထမဆုံးဆောင်ရွက်ခဲ့တဲ့သုတေသနလုပ်ငန်းလေးပဲဖြစ်ပါတယ်အဲ့တော့ဒီဖန်လုံအိမ်ဓာတ်ငွေ့နဲ့ပတ်သက်ပြီးတော့ကျမဒီဖိလစ်ပိုင်မှာဆိုလို့ရှိရင်ဖန်လုံအိမ်ဓာတ်ငွေ့နဲ့ပတ်သက်ပြီးတော့ပညာရှင်ဒီကပညာရှင်ဖန်လုံအိမ်ဓာတ်ငွေ့နဲ့ပတ်သက်တဲ့ဖခင်ကြီးလို့လည်းပြောလို့ရတယ်ဒေါက်တာဝေါ့စမန်ဆိုတာဒါပေပါပေါင်းအများကြီးကိုထုတ်ခဲ့တဲ့ဒေါက်တာဝေါ့စမန်ရှိပါတယ်အဲ့တော့သူနဲ့ကျမနဲ့ဟာဆိုလို့ရှိရင်ကျမဖိလစ်ပင်းမှာပညာသင်စင်ကဟိုဘက်ဒီဘက်ပေါ့နော်စံနောက်ွက်တွေတူတူတွဲလုပ်နေတဲ့အခါမှာကျမဒီဖန်လုံအိမ်ဓာတ်ငွေ့ဒီစဘာခင်းကထွက်တယ်ဆိုတာအရင်ကကျမမသိခဲ့ပါဘူးဒါပေမဲ့ဆက်ဆူနဲ့သူနဲ့ပဲမေးမြန်းတဲ့ခါမှာဒီလိုတွေထွက်တယ်ဒါကြောင့်ကဘာကြီးပူနွေးမှုကိုအားပေးတယ်တစ်ချိန်မှာရာသီဥတုပြောင်းလဲခြင်းတွေကပိုပြီးဆိုးရွားလာမယ်သူကအဲ့လိုမျိုးကျမတို့ပြောတော့ကျမစိတ်ထဲမှာယုံတယ်လို့မယုံတယ်လို့ပေါ့နော်ကိုလည်းဒါမမြင်နိုင်တဲ့ဓာတ်ငွေတွေဒီစဘာခင်းကထွက်နေတယ်ဆိုတာလဲကိုကြားဦးနားဝတာရှိတာကိုကလက်တွေ့မကြည့်မိဘူးပေါ့နော်မသိခဲ့ဘူးပေါ့အဲ့တော့ကျမတို့အခုဒီရာသီဥတုပြောင်းလဲခြင်းဆိုတာအခုလက်ရှိချိန်ဒီမှာတော်တော်လေးကိုစိုးစိုးဝါးဖြစ်နေတယ်အဲ့တော့ကျမတာဝန်ထမ်းဆောင်စဉ်တော့ဆိုရင်ရာသီဥတုပြောင်းလဲခြင်းကိုလျှော့ချနိုင်တဲ့နည်းလမ်းတွေရှိတယ်နောက်ရာသီဥတုပြောင်းလဲခြင်းနဲ့လိုက်လျောညီထွေမှုရှိတဲ့နည်းလမ်းတွေရှိတယ်ဆိုတာကျမတို့ပညာသင်စင်ကလည်းသိကြည့်လိုက်အဲ့တော့ကျမတို့ site တုံမှာဆိုရင်ရာသီဥတုပြောင်းလဲခြင်းနဲ့ပေါ့နော်လိုက်လျောညီထွေဖြစ်တဲ့နည်းလမ်းတွေကတော့ကျမတို့ကတီးနှံတွေကိုခံနိုင်ရှိတဲ့တီးနှံတွေကိုမျိုးတွေထုတ်ကြတယ်ပေါ့နော်နောက်တစ်ခါချော့ချတဲ့တကယ်လို့ကျမတို့က adaptation ဖြစ်စေတဲ့နည်းလမ်းကိုမလုပ်နိုင်ဘူးဆိုရင်တစ်ဖက်ကချော့ချနိုင်တဲ့နည်းလမ်းကိုကျမတို့လုပ်ဖို့လိုလာတယ်အဲ့တော့ဒီကျမတို့မြန်မာနိုင်ငံဟာစဘာတီးနှံကိုအဓိကဆန်ကိုအဓိကစားတဲ့နိုင်ငံဖြစ်တဲ့အတွက်ကြောင့်ဒီဒေါက်တာဝေါ့စမန်ကလည်းပြောတယ်မင်းတို့မြန်မာနိုင်ငံမှာတဲ့နော်ဒီတကယ်တမ်းဆိုလို့ရှိရင်မိသိမ့်ဓာတ်ငွေ့အများဆုံးထွက်တယ်။ဘာကြောင့်လဲဆိုတော့အမြဲတမ်းလို့ဒီစဘာကိုတစ်သီးနှစ်သီးအဲ့လိုပုံမှန်စိုက်နေတဲ့အတွက်ကြောင့်ဒီမိသိမ့်ကအများကြီးထွက်တယ်တဲ့။ဒီစဘာခင်းကပဲအဓိကမိသိမ့်ထွက်တယ်ပေါ့နော်။ဒီတောင်ယာခင်းတွေကဆိုရင် nitrous oxide တွေထွက်တယ်။အဲ့တော့ကျမအဲ့ဒါနဲ့ဒီလိုပေါ့နော်ကိုဒီမြန်မာနိုင်ငံကိုရောက်တဲ့အခါမှာကိုကဒီသုတေသနကိုလှုပ်ရှင်ပေးမယ်လို့ကို့မှာပစ္စည်းကိရိယာကမပြည့်စုံတော့အဲ့တော့ကျမတို့ကဆိုရဒီကျမတို့ DG တို့ဘာလို့ ਨੇ တိုင်ပင်ပြီးတဲ့အခါမှာဒီ GC ဆက်ကိုရအောင်လို့ဘယ်လိုလုပ်ရမလဲဆိုပြီးတော့ ERI နဲ့ကျမနဲ့အများအား email သွားပြန်ရှိပြီးသူ့ရဲ့ဒေါက်တာဝေါ့စမန်ရဲ့အကြံဉာဏ်တွေယူပြီးတဲ့အခါမှာကျမဒီ GC ဆက်ကလေးကို capital နဲ့ရခဲ့တယ်ဌာနမှာအဲ့တော့ကျမအစောပိုင်း25နှစ်လောက်ကတော့စံစဘာမှာမျိုးထုတ်တဲ့လုပ်ငန်းတွေကိုလုပ်ပါတယ်နောက်ပိုင်းကျမဒေါက်တာဘွဲ့ရလာတဲ့အခါမှာကျမရင်းသုံးချရေးသုတေသနဌာနကို DG ရဲ့တာဝန်ပေးချက်ရကျမဌာနစုတာဝန်ခံဖြစ်ရောက်တဲ့အခါမှာကျမလှုပ်ချင်တဲ့သုတေသနလေးကိုလုပ်ခွင့်ရခဲ့ပါတယ်အဲ့တော့ကျမရဲ့ပထမဦးဆုံးသုတေသနနဲ့ပထမဆုံးနော် publication လို့လည်းပြောလို့ရပါတယ်အဲ့ဒါလေးနဲ့ကျမအခုဒါလေးကိုကျမဘုသူဒ္ဓဖြန့်ဝေခြင်းဖြစ်ပါတယ်ကျမရှေ့ဆက်သွားလိုက်မယ်နော်ဆရာမဆရာမတို့ကြားလားရှင်ကြားပါတယ်မကြားပါတယ်ကြားပါတယ်နော်ဟုတ်ကဲ့ကြားပါတယ်ရှင်ကျမတို့ဒီရာသီဥတုပြောင်းလဲခြင်းကြောင့်ကျမတို့ရဲ့စိုက်ပျိုးရေးကဏ္ဍတစ်ခုအနေနဲ့ပဲရှင်းလင်းပြစီအဲ့တော့ဒီရာသီဥတုပြောင်းလဲခြင်းကြောင့်ကျမတို့ကစိုက်ပျိုးရေးကဏ္ဍမှာနော်ကျမတို့ကတွယ်ဝိုက်လို့ဖြစ်စေနော်ဓာတ်ရိုက်ဖြစ်စေကျမတို့ခံစားနေရတယ်အဲ့ဒါတွေကဘာတွေဖြစ်လဲဆိုရင်သီးနှံတွေအထွက်ကြတယ်နောက်တစ်ခါသီးနှံတွေရဲ့အရည်သွေးလည်းကျတယ်
နောက်တစ်ခါကျမတို့ကမြေကြီးရဲ့အရည်သွေးလဲကျတယ်ပိုးမွားတွေလည်းပို့ပြီးတော့ပိုးမွားယောဂတွေလည်းပို့ပြီးတော့သီးနှံမင်းတွေကခံစားရတယ်ဒါကြောင့်ကျမတို့ကအထွက်ကြတယ်နောက်တစ်ခါမြေကြီးတွေမဟုတ်ဘူးကျမတို့စိုက်ပျိုးရည်တွေရဲ့အရည်သွေးတွေလည်းအများကြီးကျလာတယ်အဲ့တော့နောက်ဆုံးမှာဆိုကျမတို့ biodiversity ကဏ္ဍတွေပါတော်တော်လေးကို reduce ဖြစ်လာတယ်ပေါ့နော်အဲ့ဒါတွေကတော့ကျမတို့အများသိပြီးတဲ့အတိုင်းပဲကျမတို့ကနော်ပူချိန်လွန်ခဲ့တာနော်ရေကြီးတာနောက်တစ်ခါကျမတို့က drought ကာလတွေရှည်တာနောက်တစ်ခါကျမတို့က heavy rain တွေကြောင့်ရေကြီးတာနော်အဲ့တော့ရေကြီးလို့ရှိရင်ကျမတို့ရဲ့အတွေ့အကြုံရရေများလွှမ်းမိလို့ရှိရင်ဒီမြေကြီးဟာနော်အကြောင်းမျိုးကြောင့်စီးဆင်းလာတဲ့ရေတွေကြောင့် heavy metal တွေပါလာတာကျမတို့တက်ခွဲကမ်းမှာစမ်းသပ်ခြင်းနဲ့တွေ့ကြရတယ်အခုဆိုပိုပြီးဆိုတာ cyclone တွေပေါ်လာတယ်နောက်ဒီငလျင်တွေလည်းပေါ်လာတယ်ပေါ့နော်အဲ့တော့ဖြစ်တယ်ဆိုတော့ဒီရာသီဥတုပြောင်းလဲခြင်းရဲ့ impact ကကျမတို့ဆိုးဆိုးရွားကိုယခုအခါမှာခံစားနေရပါတယ်အဲ့တော့ကျမတို့ကခံစားနေမယ်ကိုယ်ကဏ္ဍတစ်ခုတည်းလားဆိုတော့မဟုတ်ပါဘူးကျမတို့ကဏ္ဍပေါင်းစုံကခံစားနေရပါတယ်အဲ့တော့ဒီဖန်လုံအိမ်ဓာတ်ငွေ့ဆိုတာမီသိန်းတစ်ခုတည်းမဟုတ်ပါဘူးကျမတို့က nitrous oxide လည်းပါတယ်ကာဗွန်ဒိုင်အောက်ဆိုက်လည်းပါတယ်နောက်ကအိုဇုံပါတယ်နောက်တစ်ခါလူနေမှုအဆင့်တန်းမှာကြည့်မယ်ဆိုရင်ကျမတို့အိမ်မှာတက်ထားတဲ့ပန်းကားတွေကျမတို့အိမ်မှာတက်ထားတဲ့ကျမတို့အိမ်မှာသုံးတဲ့ရေခဲတစ်တားတွေကျမတို့ဒီစောက်လို့ရေးမှာသုံးတဲ့ဒီအင်္ဂရိဒီနိုင်ရန်နေအုတ်တွေနော်အဲ့ကနေပြီးမှ hydrofluorocarbon တို့ထွက်တယ်နောက် sulfur carbon 6တို့ထွက်တယ်ဒါတွေကလည်းတကယ်တမ်းကျတော့ဖန်လုံအိမ်ဓာတ်ငွေ့ပါသို့တော့သိတာထင်တာမြင်တာကတော့ကျမတို့စိုက်ပျိုးရေးကဏ္ဍမှာ100%ရှိရင်4ပုံ1ပုံလောက်ကတော့စိုက်ပျိုးရေးကဏ္ဍကနေဖန်လုံအိမ်ဓာတ်ငွေ့ထွက်နေပါတယ်အဲ့တော့ဒီကျမတို့သုံးတဲ့မျိုးပေါ်မှာလည်းမူတည်တယ်နော်ကျမတို့သုံးတဲ့ site စနစ်ပေါ်မှာလည်းမူတည်တယ်ကျမတို့ပြုလုပ်တဲ့နော် land preparation မှာလည်းမူတည်တယ်ဒါမျိုးတွေကြောင့်ကျမတို့အဓိကလုပ်တဲ့နော်ရေစီမံခန့်ခွဲတဲ့နေရာမှာတွေဗေတိနံဆိုကျမတို့ဒါကြုံတွေ့နေရပါတယ်အဲ့တော့ဒါအဓိက site ပြေးကဏ္ဍအနေနဲ့ကျမဆက်လက်ပြီးတော့တင်ပြပေးပါမယ်အဲ့တော့အခုဒီမှာဆိုလို့ရှိရင်နော်ဒီဒေါက်တာဝတ်စမန်ပြောသလိုပဲမင်းတို့မြန်မာနိုင်ငံကစပားကိုအဓိကထားတယ်ဟုတ်တယ်အဲ့တော့စပားကိုအဓိကထားမှာတောင်သူအများလက်ခံတာဒီဗာလဲစပားကင်းထဲမှာရေအမြဲတမ်းလှောင်ထားမှသူကဒီစပားကထွက်တယ်လို့သူတို့ကခံယူချက်ပြင်းပြကိုရှိနေတယ်အဲ့တော့ကျမတို့ဒီနည်းပညာကိုကျမကရေနည်းလို့စပားနဲ့ water management နဲ့ဒါ PhD thesis ကိုလုပ်ခဲ့တဲ့လူပါအဲ့တော့ကျမတို့ရောက်လာတဲ့အခါမှာအားလုံးသိကြမှာပါ DOA ကအခုဆုံးသွားတဲ့ဆရာကြီးဦးအေးထွန်းဆိုရင်ကျမဦးအေးထွန်းအဖွဲ့နဲ့ကျမတို့လက်တွဲပြီးတဲ့အခါမှာကျမတို့တောင်သူနယ်ပယ်ထိသွားပြီးတော့ဒီ AWD လို့ခေါ်တဲ့ရေထိန်းစနစ်ပေါ့နော်ရေစုတလဲလျှောက်တခါရေထိန်းစနစ်နဲ့လုပ်ဖို့ drive များလုပ်ခဲ့ပါတယ်သို့တော့တောင်သူများကလက်မခံပါဘူးရှင်ဒါအမှန်တရားကိုပြောပြတာပါအဲ့ဒါကြောင့်ကျမတို့ water management practice ကတကယ်တမ်းကျတော့အရေးကြီးပါတယ်ကျမတို့ EV မှာဆိုရင်ကျမပညာသင်စင်ကကျမတို့စပားခင်းမှာဆိုရင်ငယ်စဉ်ကတွေကုတက်တီကျမတို့ကရေတွေအများကြီးနဲ့လှောင်ထားတာပဲမြင်မှုတာ EV မှာဆိုလို့ရှိရင် drip irrigation နဲ့စပားစိုက်ပျိုးတယ် sprinkler irrigation နဲ့စပားစိုက်ပျိုးတယ်တော်တော်ကိုအံ့ဩစရာကောင်းတယ်ကိုတော့လက်မခံနိုင်စရာအကြောင်းပေါ့နော်သို့တော့ကျမတို့မြန်မာနိုင်ငံမှာအဓိကပြဿနာကရေခွန်မပေးရလို့ရေခွန်ခမပေးရလို့အများကဖောတည်တုံးနေကြတာပါဒါပေမဲ့ဒီလိုရေတွေလှောင်ထားမယ်ဆိုရင်လေကျမတို့ကမီသိန်းဓာတ်ငွေ့တွေပေါ့နော်ဖန်လုံအိမ်ဓာတ်ငွေ့တွေထွက်တယ်ဆိုတာကိုဒါကျမတို့လက်တွေ့မပြသနိုင်ရဲ့အတွက်ကြောင့်လေဒီပြဿနာကြောင့်လေသူတို့ကလက်မခံနိုင်ဖြစ်သွားတယ်နောက်တစ်ခါကျမတို့ကရာသီဥတုပြောင်းလဲခြင်းကြောင့်ဒီအပူချိန်မြင့်တက်လာမယ်ဆိုလို့ရှိရင်ကျမတို့ drop ကာလတွေရှိတယ်တစ်ချိန်မှာကျမတို့ဆန်စပါးထုတ်လုပ်မှုမှာရေတွေရှားပါလာရင်ကိုဆိုတဲ့ပြဿနာကိုပေါ်လာမှာဆိုလို့သိပ္ပံပညာရှင်တွေကလေစပါးသီးနှံကတကယ်တမ်းကျတော့ရေကြိုက်သီးနှံဖြစ်တယ်သို့တော့စပားသီးနှံမှာကိုပဲရေကိုအကျိုးရှိအသုံးချဖို့လိုတယ်အဲ့တော့ကျမတို့က minimum water usage နဲ့ထွက်နှုန်းကောင်းအောင်လုပ်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့လည်းကျမတို့ဒါဒီသုတေသနတွေဆောင်ရွက်နေတာဖြစ်တယ်เนาะအဲ့ဒါခါကျတော့ကျမတို့က methane emission เนาะအဒီဖန်လုံအိမ်ဓာတ်ငွေ့ကိုလည်းရှော့ချနိုင်ရမယ် water ကိုလည်း save ဖြစ်ရမယ်နောက်တကကျမတို့ကဒီအထွက်နှုန်းကိုလည်းမထိခိုက်စေရတဲ့ variety တွေကျမတို့ထုတ်ဖို့လိုလာတဲ့ဆိုတဲ့ idea လေးကိုလည်းကျမတို့ရရှိခဲ့တယ်အဲ့ဒါကြောင့်မလို့ကျမတို့ကကျမအနေနဲ့ကကျမရဲ့ပူတွဲပါတပည့်ငယ်လေးတွေနဲ့ပူပေါင်းပြီးတဲ့အခါမှာကို့မှာပစ္စည်းကိရိယာစုံတဲ့အခါမှာဒီသုတေသနလေးကိုလုပ်ချင်ပါတယ်ဆိုပြီးဒီကြီးစီတင်ပြတဲ့အခါမှာကျမလုပ်ဖြစ်ရှင်ဖြစ်ပါတယ်
အဲ့တော့ကျမရဲ့အဓိကရည်ရွယ်ချက်ကတော့နော်ဒီစဘာကင်းကမီသိန်းထွက်နေတယ်ကျမအခုလောလောဆယ်တော့မီသိန်းကို emphasize လုပ်ပါတယ်။ဘာကြောင့်လဲဆိုတဲ့အခါကျတော့ကျမတို့ GC ဆက်မှာတခြားတန်းငွေကိုလည်းတိုင်းလို့ရပါတယ်။ထွက်လာတဲ့ဖန်လုံရင်တန်းငွေသို့တော့သူက column တွေကိုသူတို့မှာ column ဒီတန်းငွေတစ်ခုတိုင်းဖို့အတွက် column တစ်ခုကအများအားချိန်နေရပါတယ်။ဒါမှမဟုတ်ကျမတို့တစ်ပိုင်းတစ်နိုင်ပေါ့နော်ကနဦးသူတည်တနာကိုကျမတို့ဒီမီသိန်းကိုပဲကျမတို့အဓိကလေ့လာပါတယ်အဲ့တော့ဒီစဘာကင်းမှာကျမတို့ကဒီစဘာကင်းမှာအဓိကရွေးချက်ကစဘာကင်းမှာရေထင်းစနစ်ဖြစ်တဲ့ AWD alternate wetting and drying ရေဆိုတဲ့6တခါရေထင်းစနစ်ကိုသုံးခြင်းအပြင်ကျမတို့ကဒါဖန်လုံအိမ်ဓာတ်ငွေကိုဘယ်လောက်ထိရှော့ချနိုင်မလဲဆိုတာကျမတို့သူတည်တနာလုပ်ခဲ့ခြင်းဖြစ်ပါတယ်အဲ့တော့ဒါသိပ္ပံပညာရှင်တွေရဲ့မျှော်မှန်းချက်တိုင်းနောက်2050 2030 2050မှာဒါစဘာစိုက်ဖို့အတွက်ရေတွေမလုံလောက်မှာဖြစ်တဲ့အတွက်ကြောင့်နောက်ဖြူရှားမှာပေါ့နော်ဘာတွေများကျမတို့ဘယ်လိုတွေလှုပ်ဆောင်ရမလဲဆိုတော့စိတ်ပူခြင်းနဲ့ဒီ water management ကို intro လုပ်ပြီးတော့ဒါဖိလစ်ပိုင်နိုင်ငံစခဲ့တာပါ intro လုပ်ပြီးတဲ့အခါမှာဒါနည်းပညာကိုဖြန့်ဖြူးခြင်းဖြစ်ပါတယ်အဲ့တော့ဒီကနေ့ကျတော့ကျမတို့ကဒါဘာဖြစ်လဲ less water with hydrogen ကျမတို့ကအထွက်နှုန်းကိုမထိခိုက်စေမယ်ရေနည်းနည်းလေးနဲ့အထွက်နှုန်းပေးစွမ်းနိုင်တဲ့မျိုးတွေကိုထုတ်ဖို့လိုလာပြီဆိုတာကတကယ်တမ်းကျတော့ကျမတို့ကတစ်ဖက်က climate change နဲ့ပတ်သက်ပြီး adaptation way တစ်ခုဖြစ်သလိုကျမတို့က climate change နဲ့ပတ်သက်ပြီးတော့ mitigation way နည်းလမ်းတစ်ခုလည်းဖြစ်ပါတယ်အဲ့တော့ဒါရှေ့ဆက်ပြီးဒီမှာမသွားခင် AWD ဆိုတာပါလေနော် alternate wetting and drying ရေဆိုတယ်လဲ6တခါရေထင်းစနစ်ဖြစ်ပါတယ်အဲ့တော့ဖိလစ်ပင်နိုင်ငံကတော့သူကဖိလစ်ပင်းကတော့ safe AWD လို့သူတို့ခေါ်ပါတယ်အဲ့တော့ဒီမှာဆိုရင်ကျမတို့ကစဘာကင်းထဲမှာရေကိုအမြဲတမ်း continuous flooding အမြဲတမ်းလှောင်ထားစရာမလိုဘဲနဲ့ကျမတို့ကရေလိုအပ်မှရေသွင်းတဲ့နည်းစနစ်ဖြစ်ပါတယ်အဲ့တော့ဘယ်လိုရေသွင်းမလဲဆိုရင်စဘာကင်းရဲ့မြေမျက်နှာပြင်အောက်15စင်တီမီတာ6လက်မအနက်ရေမရှိမှရေသွင်းရမှာပြန်ပြီးတော့ရေသွင်းရမှာဖြစ်ပါတယ်ဒီနည်းပညာဆိုလို့ရှိရင်ကျမတို့ဖိလစ်ပိုင်နိုင်ငံတားလက် province ကနေပြီးတဲ့အခါမှာစတင်ပြီးဒီနည်းပညာကိုထုတ်ပြီးတဲ့အခါမှာနိုင်ငံတကာကိုဖြန့်ဝေပါတယ်အဲ့တော့နည်းပညာတစ်ခုအသစ်ရောက်လာရင်ကျမတို့ချောချောချူချူလက်မခံတဲ့နိုင်ငံတော့ကျမတို့နိုင်ငံလို့ပဲပြောလို့ရပါတယ်ဒါလည်းကျမတို့ကအပြစ်တော့မမြင်ပါဘူးတစ်သက်လုံးရေလောင်ပြီးသုံးလာတဲ့တောင်သူတွေကတော့ရေလောင်ထားမှအထွက်ရမှရေလောင်ထားမှစဘာကင်းဖြစ်မှရေလောင်ထားမှသူတို့အနေနဲ့အားရတာရှိပါတယ်သို့တော့ဒီနည်းပညာကိုယနေ့ချိန်ထိတွင်ကျဲသုံးနေတဲ့နိုင်ငံကတော့လာအိုနိုင်ငံရဲ့အခုထိုင်းနိုင်ငံရဲ့အခုတခါကျမတို့ဗီယက်နမ်နိုင်ငံရဲ့ကတော့အခုဒီနည်းပညာကိုသုံးနေတာကိုလက်ရှိထိသုံးနေတာကိုကျမတို့တွေ့ရပါတယ်ကျမဒီဖိလစ်ပင်းကပြန်လာပြီးနောက်ပိုင်းမှာ DOA ကဆရာဦးလေးထွန်းနဲ့ပူးတွဲဒေါ်အေးမှာအမဒေါ်အေးမှာတို့နဲ့ကျမပူးတွဲပြီးတဲ့အခါမှာလှုပ်ဆောင်ရွက်တဲ့အခါမှာတောင်သူတွေရှိနယ်ပယ်ရှိသိန်းတန်းတွေပြီးတယ်ကျမတို့လက်တွေ့ demonstration plot တွေကျမတို့လုပ်ခဲ့ပါတယ်ဒါပေမဲ့လုပ်တဲ့အားပေးတဲ့အချိန်လေးကိုပဲ project စီမံကိန်းရှိတဲ့အချိန်လေးကိုပဲလုပ်ပြီးတဲ့အခါမှာနောက်ပိုင်းမှာတော့တောင်သူတွေကဆက်ပြီးတော့မလုပ်တော့ပါဘူးအဲ့တော့ဒါလေးကတော့ဒီပုံလေးကတော့ကျမတို့ရဲ့ feed water tube လို့ခေါ်ပါတယ်ဒါ indicator တစ်ခုပါပဲရှင်အဲ့တော့ကျမတို့ကဒီနီးစနစ်ကိုသုံးမယ်ဆိုရင်ဒီ indicator လေးကလိုပါတယ်ရှင်အဲ့တော့တောင်သူတွေကတခါလေကြာရင်ကျမတို့က complain တက်တယ်အဲ့တော့ဒီ PVC pipe တွေကိုလုပ်ဖို့ကမလွယ်ဘူးခက်တယ်เนาะအဲ့တော့ဒါမျိုးတွေပြောကြတယ်အဲ့တော့ပတ်စံလည်းမရှိဘူးမှန်ပါတယ်သူတို့ပြောရတယ်အဲ့တော့ဒါဆိုရင်ကျမတို့က PVC pipe မရှိရင်ကျမတို့ကဝါးကိုလည်းအသုံးပြုလို့ရတယ်နောက်ဆုံးကျမတို့ကသူတို့ဘယ်လောက်ထိပြောလဲဆိုရင်ဝါးလည်းမွယ်နိုင်ဘူး PVC လည်းမွယ်နိုင်ဘူးဒီလိုပဲအပေါက်တွေကိုပုံမှန်တိုင်းမလုံနိုင်ဘူးဆိုရင်တောင်မှဒီအပေါက်တွေကိုမလုံတတ်ဘူးเนาะဒါလေးဆိုရင်ကျမတို့ကတလက်မပတ်လက်မဒီဟိုးလေးတွေပါအဲ့တော့ကျမတို့ကမြေကြီးအောက်ကိုဒီဟိုးအစနဲ့အဆုံးထိ6လက်မသွင်းရပါတယ်အဲ့တော့မြေကြီးထဲမှာရှိတဲ့ capillary action နဲ့တော့ဒီပိုးလေးတွေကနေပြီးတဲ့အခါမှာအဆိုဓာတ်ရှိရင်ဒီအတွင်းထဲမှာရေကကျပါတယ်အဲ့တော့တကယ်လို့ကျမတို့က pipe အပေါ်ကနေကြည့်လိုက်ပြီးတော့ဒီအတွင်းထဲမှာအဆိုဓာတ်မရှိဘူးဆိုမှကျမတို့ကဒီမှာ2လက်မရေသွင်းခြင်းဖြစ်ပါတယ်ပိုက်ကအရှိကတော့ကျမတို့ကဒါတပေခန့်ရှိပါတယ်အဲ့တော့သူတို့ကိုလည်းပြောပါတယ် okay pipe မွေးနိုင်မှုဆိုလို့ရှိရင်ကျမတို့
6လက်မှရှိတဲ့ပေါက်ပြားနဲ့ V shape နော်ပေါက်ပြားနဲ့ဟိုဘက်ဒီဘက်မျက်နှာချင်းဆိုင် V shape တူပါပြီးရင် V shape ထဲကမြေကြီးတွေကိုဖယ်ပလိုက်ပါဖက်လက် V shape အစုံမှာအဆိုတက်ရှိနေခြင်းရေသွင်းစရာမလိုပါဘူးလို့သူတို့ကိုကျမတို့ဤပညာပေးခဲ့တယ်အဲ့တော့ဒီ pipe ကလေးဆိုရင်ကျမတို့ကအနည်းဆုံး1ဧကမှာမြေမျက်နှာပြင်ညီတဲ့နေရာမှာကျမတို့ကိုလည်းဒီမှာကြည့်ရလို့တဲ့နေရာမြေမျက်နှာပြင်ညီတဲ့နေရာမျိုး4လုံးလောက်ကျမတို့စိုက်ခိုင်းပါတယ်တောင်သူတွေကိုလည်းပေါက်ပြားနဲ့စမ်းမယ်ဆိုရင်တောင်သူတွေကပေါက်ပြားပါပါတယ်တောင်သူတွေပေါက်ပြားပါတဲ့အတွက်ကြောင့်ပေါက်ပြားနဲ့စမ်းမယ်ဆိုရင်အနည်းဆုံး4-5နာရီကြည့်ပါ4-5နေရာလောက်ပေါက်ပြီးတော့မှကြည့်ပါလို့သူတို့ကိုကျမတို့လမ်းညွှန်မှုပေးခဲ့ပါတယ်အဲ့တော့ကျမတို့ကတကယ်သူတည်တဲ့လုပ်တဲ့အခါမှာပဲဖြစ်ဖြစ်ဒီနည်းပညာနဲ့ကျမတို့က treatment ကိုစပြီးတော့တောင်သူတွေသုံးမယ်ဆိုလို့ရှိရင်ကျမတို့ကရွှေပြောင်း site နေဆိုလို့ရှိရင်လည်း14ရက်သားနှစ်ပတ်ကနေစပြီးတော့ကျမတို့သုံးလို့ရပါတယ်အကယ်၍ကျမတို့က direct city မှာလုပ်မယ်ဆိုရင်လည်းကျမတို့နှစ်ပတ်သားစပြီးတော့လုပ်လို့ရပါတယ်နော်အဲ့တော့ကျမတို့ကဒီမှာအရေးကြီးတဲ့အချက်တစ်ချက်ကတော့အဲ့တော့ရေလိုအပ်မှရေသွင်းမယ်ရေမလိုအပ်တဲ့ချိန်မသွင်းဘူးဆိုပေမဲ့ကျမတို့အရင်အရေးကြီးတဲ့reproductive state ပေါ့နော်ဒါဒီကျမတို့ပန်းမပွင့်ခင်တစ်ပတ်နဲ့ပန်းပွင့်ပြီးတစ်ပတ်မှာတော့ကျမတို့ကရေနှစ်လက်မှာအမြဲတမ်းလှောင်ထားကျမတို့ကလှောင်ထားဖို့လိုအပ်ပါတယ်ရှင်ဒါလေးကတော့တကယ်ပွိုင်းမှာဘာကြောင့်လဲဆိုရင်စဘာသီးနှံမှာတကယ်တမ်းကျမတို့လေ့လာချက်အရာကျမတို့ရဲ့ဒီ publication တွေအရာဆိုလို့ရှိရင်စဘာသီးနှံမှာအဓိကရေလိုအပ်တဲ့အချိန်က3ချိန်ပဲရှိပါတယ်အဲ့ဒီချိန်ပထမတစ်ချိန်ကတော့ပင်ပွားအမြင့်ဆုံးထွက်တဲ့အချိန်ကျွန်တော်တို့ maximum tailoring state လို့ခေါ်ပါတယ်နောက်တစ်ခုက booting state ဘိုက်ပူတဲ့အချိန်နောက်တစ်ဆင့်ကပန်းပွင့်တဲ့အချိန်မှာအစစ်အဆန်အောင်မြင်ဖို့အတွက်ပန်းကင်နဲ့ဘိုက်ပူတဲ့အချိန်ကနေလွတ်ကျွတ်ထွက်ပြီးတော့မှအစစ်အဆန်အောင်မြင်ဖို့အတွက်ကိုကျွန်တော်တို့အဓိကထားတယ်3ချိန်ရှိပါတယ်ရှင်ဒါကြောင့်မလို့ဒါကျွန်တော်တို့ရဲ့ဒီနိစနစ်ကိုသုံးမယ်ဆိုရင်ပန်းမပွင့်ခင်တစ်ပတ်နဲ့ပန်းပွင့်ပြီးတစ်ပတ်မှာတော့နှစ်လက်မှာရေလှောင်ထားရပါမယ်နော်အဲ့တော့မြေဩဇာကျွေးတယ်ဆိုရင်တော့ကျမတို့ကရေမသွင်းခင်မှာမြေဩဇာကျွေးတာဒီအကောင်းဆုံးပါပဲနော်အဲ့ဒါမျိုးလဲဒါတောင်သူတွေလည်းဤပညာပေးထားပါတယ်ဤပညာတော့အနှံ့ပဲပြောပါတော့ဆရာမတို့ရဲ့ဒါပေမဲ့လိုက်နေတဲ့လူကနည်းငယ်တော့ရှိတာပေါ့နော်အဲ့တော့ဒါလေးကတော့ကျမတို့ကဒါမြေမျက်နှာပြင်ညီတဲ့နေရာမှာဒါဒီ pipe ကလေးကိုစိုက်ထားပြီးတဲ့အခါမှာကျမတို့ကဒီထဲကမြေကြီးတွေကိုအကုန်ကျမတို့ထုတ်ပြရမှာဖြစ်ပါတယ်အဲ့တော့ကျမတို့ကသူတည်သနာတစ်ခုလုပ်တယ်ဒါအခြေခံ6လက်မှအနဲ့ရေးမရှိမှဒါ standard ပါပဲအခုလောလောဆယ်တော့ဒီဖိလစ်ပင်းရောဗီယက်နမ်ရောလာအိုရော6လက်မှအနဲ့ရေးမရှိမှရေးသွင်းတာဘာကြောင့်6လက်မှအနဲ့ရေးမရှိမှရေးသွင်းတာကိုပင်ဒီတီးနှံရဲ့အပင်ဖြစ်ထွန်းလာလဲတီးနှံအထွက်မကျတာလဲဆိုရင်ဒါစပားပင်ရဲ့အမြစ်ကကျမတို့ကဒါအများဆုံးဆိုရင်တချို့ဆိုရင်ဒါ22ပေတချို့ဆို1ပေခွဲတချို့2ပေထိအမြစ်ကရှည်တတ်တယ်ရှင်အဲ့ဒီအချိန်မှာကျမတို့ကမြေအောက်ရေရဲ့ကျမတို့ဒီမြေပြင်ဟပ်ပင်ရဲ့အောက်မြေအောက်မှာမြေအောက်ရေဆိုတာကျမတို့မြေအောက်ရေဆိုတာရှိတယ်အဲ့မြေအောက်ရေကနေထွက်လာတဲ့အငွေ့ circulation နဲ့ထွက်လာတဲ့အငွေ့ကိုအမြစ်ကရနေတဲ့အတွက်ကြောင့်ရေဟာမလိုခြင်းဖြစ်တယ်ဘယ်သီးနှံပဲစိုက်မြေကြီးမှာအမြင့်ဆုံးရေထိန်းအားအဆိုတက်ကျွန်တော်တို့အင်္ဂလိပ်လိုဆို feed capacity လို့ခေါ်ပါတယ်အမြင့်ဆုံးရေထိန်းအားအဆိုတက်ရှိနေတဲ့အချိန်မှာတကယ်တမ်းကျတော့ရေပေးသင်းစရာမလိုပါဘူးဘယ်သီးနှံမလို့အဲ့တော့ဒီရေသွင်းရတဲ့အချိန်နဲ့ရေလိုအပ်တဲ့အချိန်တွေကလည်းမြေမျိုးစားပေါ်မှာလည်းအများကြီးကွာခြားပါတယ်ဒါတွေကလည်းကျွန်မနောက်ပိုင်းမှာပြောပြမှာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ကျွန်မတို့က6လက်မအနက်ဆိုတာ15စင်တီမီတာပဲရှိ15စင်တီမီတာအနက်ရေမရှိပေမဲ့လည်းဒါတီးနှံကအထွက်နှုန်းမကျပါဘူးစပါးပင်မှာဒါမှမဟုတ်ကျွန်မတို့စင်ကဲသုတေသနအနေနဲ့ဆက်ပြီးလုပ်တဲ့အခါမှာ10လက်မအနက်12လက်မအနက်ရေမရှိမှရေသွင်းပေမဲ့လည်းမြေကြီးပတ်ကြားအပ်နေတာတော့အထွက်နှုန်းမကျတာကိုသုတေသနမှာတွေ့ရှိပါတယ်တချို့ကလည်းသူကတော့ပြောတယ်ဆရာမတို့ကသုတေသနလုပ်တဲ့အကွက်ချင်းလေးတာလုပ်တာမဟုတ်ပါဘူးတကယ်ကိုအကွက်ကျယ်ကိုလည်းလုပ်ခဲ့တာပါအကွက်ချင်းလေးမှာလုပ်တာဒီလောက်လို့လုပ်နိုင်မှာပေါ့မဟုတ်ပါဘူးတကယ်တမ်းလုပ်မယ်ဆိုရင်ဖြစ်ပါတယ်အဲ့တော့ကျမတို့စီမံကိန်းတွေချပေးတဲ့အခါမှာတော့စီမံကိန်း area မှာတောင်သူအများစုကအားသွန်ခွန်ဆိုင်လိုက်လို့ကြပေးမယ်လို့နောက်ပိုင်းမှာစီမံကိန်းပြီးသွားတဲ့အခါမှာလက်တွေ့ကြအသုံးပြုမှုဟာယနေ့ထိနည်းနေသေးတာကိုကျမတို့တွေ့ရှိရပါတယ်ဒါလည်းနည်းပညာတစ်ခုကောင်းမှန်းသူတို့သိတယ်ကောင်းမှန်းလက်ခံတယ်တကယ်ဆိုရင်ကျမတို့အောက်ပမာပြင်မှာဆိုရင်မြစ်ရည်တင်ဒေသတွေမှာဆိုရင်ဒါမြစ်ရည်တင်ဒေသတွေမှာဆိုရင်ဒါကျမတို့
သူတို့ကဒီဇယ်နဲ့ရေမောင်းတင်ရတဲ့နေရာမှာသီးနှံတစ်ချိန်လုံးမှ6ကြိမ်9ကြိမ်လောက်တော့ရေမသွင်းရတဲ့အခြေအနေဖြစ်တဲ့အခါမှာသူတို့ကုန်ကြစိတ်တက်တာလို့အဲ့ဘက်ကတော့လိုက်နာကျင့်သုံးနေတာကိုတွေ့ရပါတယ်ကျမတို့အလဲပိုင်းတို့ထက်ပိုင်းတို့မှာတော့ရေပေါ်နေတယ်ရေရနေတယ်ဆိုပြီးတဲ့အခါမှာလိုက်နာမှုအားနည်းနေတာကိုကျမတို့တွေ့ရှိရပါတယ်အဲ့တော့ဒါလေးကတော့ကျမတို့ဒါဒီတောင်တူနဲ့ဒီပိုက်ကိုသွင်းတဲ့အခါမှာဆိုရင်ဒါမြင်းမျက်နှာပြင်ညီတဲ့နေရာကိုအပေါက်လေးတွေရှိတဲ့နေရာကိုကျမတို့ဒီ6လက်မနဲ့သွင်းတယ်နောက်သွင်းပြီးတဲ့အခါမှာဒီပိုက်ကမြင်းမျက်နှာပြင်ညီမှုမညီမှုရှိတာကိုကျမတို့ကဒါလေးနဲ့ချိန်ညှိကြတယ်ပြီးတဲ့အခါမှာဒီထက်ကမြေကြီးကိုပြောင်းထုတ်တယ်အောက်ခြေထိမြင်းမျက်နှာပြင်ညီတဲ့နေရာမှာကျမတို့ဒီစွိုင်းနေဖယ်တာတို့အဲ့မှာဒါ3-4နေရာကိုဒါကျမတို့ဝန်ထမ်းနေနဲ့ပိုက်တွေကိုမြုပ်တဲ့ပုံလေးဖြစ်ပါတယ်ဒါလေးကတော့ကျမဘုသူတ္တအနေနဲ့ sharing လုပ်ခြင်းမှာ feed water balance ဆိုတာကျမတို့ဟာဒီစဘာခင်းထဲကိုရေအပြည့်သွင်းလိုက်ပြီမယ်လို့စိုက်ပျိုးထားတဲ့စဘာပင်အားလုံးဟာ100%သွင်းပြီမယ်လို့100%ဆိုတတ်မရပါဘူးဆုံးချုံမှုတွေအများကြီးရှိပါတယ်အလုံးစုံရ50%မှာတကယ်တမ်းသူရတာဒီ40%လောက်ပဲဒီအပင်ကတောက်သုံးရပါတယ်အဲ့ဘာတွေဆုံးချုံသွားလဲဒီရေပြင်ကနေကျမတို့အငွေ့ပြန်သွားတဲ့ evaporation rate တွေကြောင့်ဆုံးချုံနေနောက်အပင်ကနေအငွေ့ပြန်တဲ့ transpiration rate တွေကြောင့်ဆုံးချုံနေကျမတို့ကလဲဆိုရင် evapotranspiration လို့ကျမတို့ပြောပါတယ်အဲ့နောက်တစ်ခုကတကယ်လို့သူတို့လုပ်တဲ့သတင်းတွေများမလုံခဲ့ရင်ဒါကျမတို့ကစိပိတ်နေနဲ့ဆုံးချုံမှုဖြစ်အောင်ပါနောက်တစ်ခုကကျမတို့အောက်မြေပြင်အောက်ကိုရောက်သွားတဲ့ဒီရေရလဲဒါ percolation နဲ့ရောက်တဲ့ညာလဲဟုတ်မြေအောက်ရေထိရောက်သွားတာဒါမြေအောက်ရေမှာစုစည်းမှုရှိသွားဆိုတော့ဒီအပင်ကတကယ်တမ်းစားသုံးရတာဒီကျမတို့ဒီ40ရာနေအများဆုံးစားသုံးရမှာ40ရာနေ50ရာခိုင်နှုန်းလောက်ပဲရှိပါတယ်အဲ့ဒါကြောင့်မလို့တောင်သူတွေကဒီဟာတော့မသိဘူးသို့တော့သူတို့ကတော့စဘာကင်းထဲမှာရေလုံးဝလှောင်ထားမှထွက်မယ်လို့ပြောပါတယ်ဒီစဘာပင်ရဲ့အပင်ရှည်မှာဒီအစုံလေးမှာကျမတို့ growing point အညွန့်လောင်းလေးရှိပါတယ်သူတို့ရေကိုအများကြီး9လက်မ6လက်မ9လက်မ6လက်မလှောင်ထားတဲ့မှာဒီ growing point လေးကိုကျမတို့ဒီ growing point ဒီနေရာ growing point ကိုရေမြုပ်တဲ့အခါမှာအောက်ဆီဂျင်မဲ့ပြီးတော့ပင်တွေမပွားတော့ပဲအပင်သေသွားတယ်ဆိုတာကိုသူတို့ဒါလေးကိုတော့သူတို့မသိခဲ့ပါဘူးเนาะအဲ့ဒါကြောင့်မလို့သူတို့ကရေကိုအပြည့်ထားပြီးတော့လှောင်ထားခြင်းဖြစ်ပါတယ်အဲ့တော့ဒီနည်းပညာနဲ့အတူကျမတို့စိုက်သူမှာဆိုရင်ကျမတို့တစ်ခုရရှိလိုက်တာတော့ adaptation need လို့ရာသီဥတုပြောင်းလဲခြင်းကြောင့် adaptation need တစ်ခုအဖြစ်ကျမတို့ဟာရေနည်းလိုစဘာတွေမျိုးဆက်ပြီးမွေးမြူထုတ်လို့ရပါတယ်ဒီရေနည်းလိုစဘာတွေကကျမတို့ကရာစဘာနဲ့အထွက်ကောင်းစဘာတချို့ကတော့ introduction need နဲ့ဆိုရင်ကျမတို့ area နေမျိုးတွေတင်ပြီးတော့စံစဘာဌာနမှာကျမတို့ဒီမြန်မာနိုင်ငံနဲ့ adaptation ဖြစ်တဲ့မျိုးတွေကိုကျမတို့ဒီ aerobic rice ဆိုပြီးတဲ့အခါမှာရေနည်းလိုစဘာဆိုတာထုတ်ခဲ့ပါတယ်ကျမစံစဘာဌာနမှာရှိစဉ်တော့ရေနည်းလိုတစ်ကနေခွန်ထိကျမတို့ထုတ်ခဲ့ပါတယ်ဒါဆိုရင်ရေနည်းလိုစဘာတွေဟာကျမတို့ရေငတ်တံကိုခံနိုင်တဲ့ဗီဇတော့ပါမှာဖြစ်ပါတယ်ဒါကြောင့်မလို့ကျမတို့ကဒါရေငတ်တံခံနိုင်တဲ့ရာစဘာတွေနဲ့ထွက်ကောင်းစဘာတွေနဲ့ကျမတို့ဒါ hybridization လုပ်ပြီးတဲ့အခါမှာသားဆက်အဆင့်ဆင့်ရွေးပြီးတော့နောက်ဆုံးကျမတို့ final year trial တွေ testing တွေလုပ်ပြီးတော့အခါမှာ release criteria ထုတ်တာ9ခုရှိပါတယ်နောက်ပိုင်းမှာကျမပြင်ဆင်ပြီးနောက်ပိုင်းမှာစံစဘာဌာနမှာဆက်လိုက်တာကို8-9ထိရောက်သွားပြီလို့လည်းကျမသိရှိရပါတယ်နော်အဲ့တော့ကျမတို့ဒါတွေဟာဒီနည်းပညာနဲ့ adaptation ဖြစ်တာရောကျမတို့ကဗာလဲဒီ mitigation way ရောတပြိုင်နက်ကျမတို့ဆောင်ရွက်သွားတာပါသူသက်ဆိုင်ရာဌာနအနေနဲ့ဆောင်ရွက်သွားခြင်းကျမတို့ဖြစ်ပါတယ်အဲ့တော့ဒီသုတေသနလေးကိုကျမ2018နော်ကျမတို့မိုးရာသီမှာစမ်းပါတယ်အဲ့တော့တချို့ကလည်းပြောကြတယ်ဒါရေမရှိမှရေသွင်းမယ်မိုးရင်းမှာဆိုရင်ရေတွေတောက်လျှောက်ရွာနေတယ်တချို့ကလည်းမရွာဘူးရွာရဲဆိုရင်ကိုကျမတို့ကသင်းလုံရင်ရေကိုလုံးဝသွင်းစရာမလိုတော့အောင်ဖြစ်ပါတယ်အကယ်၍များရေများနေတယ်ဆိုရင်ကျမတို့ရေထုတ်ရတယ်ကျမတို့ဖိလစ်ပိမှာဆိုရင်မိုးရာသီရောနွေရာသီရောဒီနည်းပညာကိုဆောင်ရွက်ခဲ့တာပါဒါပေမဲ့တကယ်တိတိကျကျကိုဟာပြစ်မယ်ဆိုလို့ရှိရင်တော့နွေရာသီရောမိုးရာသီရောကျမတို့ဆောင်ရွက်တင်ပါတယ်အဲ့တော့ကျမတို့ water management အနေနဲ့နော်ကျမတို့စမ်းသပ်ကွက်အကြီးတစ်ခုကိုကျမတို့ကအမြဲတမ်းကျမတို့အပင်နှစ်ပတ်သားစပြီးတဲ့အခါမှာကျမတို့ရေအမြဲတမ်းလှောင်ထားပါတယ်နော်ရေအမြဲနောက်တစ်ခုကတော့ကျမတို့ alternate wetting and drying ဆိုတဲ့ drainage ဒီရေထိန်းစနစ်နဲ့ကျမတို့
ဒါ treatment လုပ်ပါတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ကျမတို့ alternate wetting drying ကိုသုံးမယ်ဆိုရင်မြေမျက်နှာပြင်အောက်6လက်မှအနဲ့ရေမရှိမှရေသွင်းနဲ့ရေပြန်သွင်းပေးပါတယ်အဲ့တော့ဒီမှာကျမတို့မျိုးအနေနဲ့ကရွှေသွဲရင်ဆိုတဲ့အသက်ငယ်မျိုးရယ်တိထက်ရင်ဆိုတဲ့အသက်လက်မျိုးရယ်နောက်စင်တုခဆိုတဲ့ဒါအသက်လက်ပါပဲအသက်လက်ဆိုမြဲတိထက်ရင်လည်းနည်းနည်းအသက်ကြီးတဲ့မျိုးပါပဲအဲ့တော့ကျမတို့ထည့်သွင်းပြီးတော့မှကျမတို့စမ်းသပ်ထားပါတယ်အဲ့တော့ဒါတွေကဘလို့စမ်းသပ်ထားလဲဆိုရင်ဒါမျိုးအလိုက်လဲကွာခြားမှုရှိပါတယ်တက်တန်းငယ်တာနဲ့အတူရေလိုအပ်ချက်နည်းမယ်ရေလိုအပ်ချက်နည်းတာနဲ့အတူကျမတို့ဒီဖန်လုံအိမ်ဓာတ်ငွေထွက်ရှိမှုဟာရောထဲမှာဖြစ်တယ်ဆိုတဲ့ကျမတို့ရဲ့ရည်မှန်းချက်ကလေးနဲ့ကျမတို့ဇိုင်းနေဆွဲပြီးတဲ့အခါမှာစမ်းသပ်ဖွဲ့ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်အဲ့တော့ကျမတို့ဒီ Queen ရဲ့ management အနေနဲ့တော့ဒီစမ်းသပ်ဖွဲ့အားလုံးကိုတပုံစံနဲ့ပဲ irrigation management ကိုပဲကျမတို့ပုံစံတူလုပ်ခဲ့တယ်နောက်က fertilization ကိုလည်းပုံစံတူပါပဲနောက်ကကျမတို့ကပေါင်းရှင်းလင်းတာတို့နောက်ကျမ protection ပိုင်းတွေတို့ဒါတွေဟာလည်းဒါကျမတို့တပုံစံနဲ့ပုံစံတူကျမတို့ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်ကျမတို့ရိတ်ချိန်မှာလည်းရိတ်ချိန်လိုက်ဒါတပြိုင်နဲ့ရေးရတယ်နောက်တစ်ခါကျမတို့ plant 7 လေးမှာတော့ကျမတို့အစစ်အသေးစိတ်ကျမတို့ weekly data တွေရောနောက်ဆုံး data တွေရောကျမတို့ရေးနဲ့ရေးကုန်တဲ့ data တွေရောကျမတို့ယူခဲ့တယ်။ဘာကြောင့်လဲဆိုတဲ့အခါကျတော့သူ့ရဲ့ကြီးထွားမှုအဆင့်တိုင်းမှာတိုင်းမှာကျမတို့ methane emission ရဲ့ထွက်ရှိမှုလည်းလေ့လာဖို့လိုပါတယ်။ဒါကြောင့်မလို့ကျမတို့က methane emission ပါတခြား character တွေအဲ့တော့ကျမတို့သင်တန်းပေးတဲ့အခါမှာတောင်းသူတွေကတကယ်လို့ဒါ AWD treatment နဲ့များကျွန်တော်တို့လုပ်ခဲ့ရင်ကျွန်တော်တို့စဘာပင်ရဲ့အပင်ကပုမာလားရှည်မာလားဝါသွားမာလားစိမ့်သွားမာလားသူတို့ကဒါမျိုးတွေပင်ပွားတွေရောပွားမာလားမပွားတော့ဘူးလားဒါမျိုးလေးတွေဖြစ်တဲ့အခါမှာကျမတို့သုတေသနဘက်ကဘာပဲဖြစ်ဖြစ်ခိုင်ခိုင်မာမာပြောလို့ရအောင်လို့အသေးစိတ်မှတ်တမ်းတွေယူပေးတဲ့အခါမှာနောက်ဆုံးကျမတို့ကဒီ statistical analysis တွေနဲ့ကျမတို့ run ပြီးတဲ့အခါမှာကျမတို့အဖြေထုတ်ခဲ့ပါတယ်အဲ့တော့ဒီနိပြင်ဒါကတော့ကျမတို့ဒီမှာဆိုရင် continuous flooding ဆိုတဲ့ဒါအမြဲတမ်းရေထိန်းစနစ်ပါအဲ့တော့ကျမတို့ကမေးစရာရှိပါတယ်ဒီကသင်းတွေတစ်ခုနဲ့တစ်ခုစိုက်ကွက်ဒီဒုတိယအကွက်ဆိုလို့ရှိရင်ဒါကျမတို့ AWD ဒါဆိုရင် AWD ပါအဲ့တော့ဒီတစ်ခွက်နဲ့တစ်ခွက်ရေမကူးရေးအတွက်ကျမတို့ကဒီ plastic စကိုဒီမြေကြီးထဲမှာတပေခွဲ2ပေလောက်တူးပြီးတော့မြုပ်ပြီးတဲ့အခါမှာကသင်းကိုလုံအောင်ကျမတို့လုပ်ထားပါတယ်ဒါကျမတို့မြေဩဇာစံသက်ကွက်တွေဆိုရင်ကိုဆရာမကြီးတော်သူစာမြင့်လို့ဆိုလည်းသိပါတယ်ဒါမြေဩဇာတနေရာနဲ့တနေရာမကူအောင်လို့ကျမတို့ကဒီကသင်းကိုလုံအောင်ပေါ့နော်ဒီ plastic တွေနဲ့တေချာကားပါတယ်အဲ့တော့ရေဆိုတော့စိမ့်ထွက်နိုင်တဲ့အတွက်ကြောင့်ကျမတို့က2ပေလောက်ကိုတူးပြီးတော့ဟိုဘက်ဒီဘက်2ပေလောက်တော့ plastic တွေကိုကားပြီးတော့လုပ်ရပါတယ်အဲ့တော့တောင်သူတွေမှာလည်းဟုတ်တယ်ကျမတို့လိုအကုန်ခံပြီးတော့ဒါသူတို့လုံနိုင်ဖို့အနေထားတော့သိတော့မရှိဘူးသို့တော့ကသင်းကိုတော့သူတို့တမန်းနဲ့ပေါ့နော်လုံအောင်လုပ်ပြီးတော့မှကျမတို့ကထိန်းလို့တော့ဒါရပါတယ်အဲ့တော့ဒီလိုစစ်ဖြစ်အောင်လုပ်တဲ့အခါမှာကျမတို့ AWD နည်းနဲ့လုပ်မှာအခါမှာ water ကိုကျမတို့ကဒါ25ရာခိုင်နှုန်းခံမှန်းကြည့်လောက်ကျမတို့ကဒီရေကိုစစ်ဖြစ်နိုင်ပါတယ်အဲ့တော့ကျမခုနပြောထားတဲ့အတိုင်းပဲကျမဒေါက်တာဘွဲ့ယူပြီးတဲ့နောက်ပိုင်းမှာကျမဌာနကိုရေသုံးချရေးသုတေသနဌာနကိုရောက်တဲ့အခါမှာဒီသုတေသနလေးကိုဒေါက်တာ Walsman လုပ်တဲ့သုတေသနလေးကိုကျမစိတ်ဝင်စားတဲ့အတွက်ကြောင့်လုပ်ချင်တယ်သို့တော့ကျမတို့မှာမပြည့်စုံတဲ့အခြေအနေလေးတွေတက်ခွဲကမ်းမှာရှိတဲ့အခါမှာအဲ့တော့ကျမဒါ DG0 နဲ့တိုင်ပင်ပြီးတော့ DGC set ကလေးကိုကျမ ARI နဲ့အပြန်အလှန်မေးမြန်းပြီးတော့သူတို့ရဲ့ specification အစလှမ်းတောင်းပြီးဒီမှာကျမ capital နဲ့တင်လိုက်တဲ့အခါမှာကျမတို့ဒီ set ကလေးကိုရလာတဲ့အခါကျတော့ဒါရောက်တယ်ဆိုလို့ရှိရင်ဒီဟာကပထမဆုံးသုတေသနဖြစ်မဲ့အတွက်ကြောင့်ကျမစီမံချက်တင်တဲ့အခါမှာတချို့တွေကလည်းဒါဒီဖြစ်နိုင်ပါမလားဆိုတော့အတွေးလေးတွေတော့ဖြစ်ခဲ့တာပေါ့နော်အဲ့တော့ကိုကလည်းလုပ်တဲ့အခါမှာကိုကလည်းကို့မှာကစာဖတ်တဲ့ background လေးပဲရှိတာလက်တွေကတော့ကျမERI မှာမလုပ်ခဲ့ဘူးကျမလုပ်ခဲ့တာရေနယ်လို့စပါးနဲ့ AWD water management နဲ့လုပ်တာပါเนาะဒါပေမဲ့ကျမမီသိန်းထိကျမမသွားခဲ့ပါဘူးအဲ့နဲ့ကျမဒီစက်ကလေးကိုရတဲ့အခါမှာကျမတို့ဒီမန်နိုင်ငံကျွမ်းကျင်တဲ့ဒါ engineer တွေနဲ့ပေါ့နော်စာရင်းနဲ့သူတို့လည်းစာရေးရှာဖတ်ပြီးတဲ့အခါမှာဒီ GC စက်ကလေးနဲ့ဒီကျမ glass chamber method ကိုဒါ IPCC 2014ရဲ့ glass chamber method ကိုသုံးပြီးတဲ့အခါမှာကျမဒီစက်ကလေးနဲ့တိုင်းတာခဲ့ပါတယ်အဲ့တော့ဒီရဲ့ပုံသင်နည်းကတော့ဒါ
ကျမတို့ကဒီမှာဒါတော့ the concentration change over time ဆိုတာဒါ change နေမဲ့ concentration ကိုဒါ concentration ကျမတို့တိုင်းနေနောက်ကျမဘယ်လိုယူလဲဆိုတာလဲရှင်းပြပါမယ်ဒါလေးကတော့ဒီ V ကတော့ကျမတို့ဒီ chamber လေးရဲ့ကျမတို့ glass chamber လေးရဲ့ volume မှာဒါဒီဘက်ကတော့ဒါ computer ကြီးပါဒါတော့ set ကြီးပါเนาะအဲ့ဒါကဒီမှာ chamber ရဲ့ area ပါဒါနောက်တစ်ခါကျမတို့ကဒါ gas density ပါဒါသူရဲ့ standard တန်ဖိုးလေးလည်းရှိတယ်ဒါကတော့ဒီ temperature မှာဒီ temperature ကကျမတို့ chamber လေးကိုထည့်ရတဲ့ဒီပုံစံကြီးလေးကိုအခြေခံပြီးတဲ့အခါမှာကျမတို့တွက်ချက်ပြီးတဲ့အခါမှာကျမတို့ decision တွေချခဲ့ပါတယ်ဒါလေးကတော့အခုကျမဒီမှာကျမဒီ slide မှာလည်းmention လုပ်ထားတဲ့အတိုင်းပဲဒါကျမရဲ့တပည့်ဦးကျော်မြိုင်မှာအခုဆိုလို့ရှိရင်ဦးကျော်မြိုင်တို့လည်းဒီလုပ်ငန်းတွေကိုဆက်ပြီးလုပ်နေသလိုအခုလက်ရှိရေသုံးချိုင်းမှာရှိတဲ့ဒေါက်တာအောင်ကျော်သူတို့လည်းဆက်လုပ်နေပါတယ်အခုတွဲပြီးတဲ့အခါမှာအခုဒေါ်လဲလဲမွန်ဆိုလည်းအခု join ပါတယ်ဒေါ်လဲလဲမွန်ကတော့သူကတော့ပို့ပြီးအစစ်မျက်နှာပေါ့နော်စာလီဘူးနီးပညာစဘာလမိုင်းနီးပညာမှာမီသိန်း emission နဲ့ထွက်နေတာကိုသူက paper ဆောင်းပါးလေးရေးပြီးတဲ့အခါမှာတစ်ချိန်မှာသူဆောင်းပါးလေးကိုကျမတို့ဖတ်ရမှာပါနော်ဒါလေးကတော့ကျမတို့ချိန်ပါတွေပါရှင်ဒါကျမတို့ panel လုပ်ရပါတယ်အဲ့တော့ဒီမှာတော့တပေ3ပေအမြင့်ပေါ့နော်အဲ့တော့ panel ဒီချိန်ပါမှာချိန်ပါတွင်းထဲမှာကျမတို့က portable ဟိုပါပေါ့နော်ပန်ကာလေးအသေးလေးတွေကျမတို့ဒီထဲမှာထည့်ထားပါတယ်အဲ့တော့ဒီပန်ကာအသေးလေးတွေကဘာကြောင့်ထည့်လဲဆိုရင်ကျမတို့ gas ကို sampling ယူတဲ့အခါမှာကျမတို့ယူတဲ့အခါမှာသူကဒီပန်ကာမထည့်လို့ရှိရင်ဒီချိန်ပါလေးမှာရှိဝင်နေတဲ့ gas ကတနေရာမှာများနေမှာတို့ဘာလို့ဖြစ်မှာလို့ gas လေးတွေချိန်ပါထဲမှာညံ့ညံ့တက်တက်ဟိုပေါ့နော်ပြင်းအားရှိနေအောင်လို့ထည့်ထားတယ်နောက်တစ်ခါဒီထဲမှာလည်းကျမတို့ temperature လေးလည်းအသေးလေး temperature အသေးလေးလည်းကျမတို့ထည့်ထားတယ်အဲ့တော့ကျမတို့ gas ကိုဘယ်ချိန်မှယူလဲဆိုရင်တချို့ reference ရဆိုရင်မနက်ခင်းပိုင်းဝယ်ယူတဲ့အတွက်ကြောင့်ကျမတို့7နာရီကနေစယူလဲဆိုရင်တနာရီချာတစ်ခါယူပါတယ်ရှင်အဲ့တော့ဒီချိန်မှာဒါချိန်မှာဒါလေးကတော့ကျမတို့ gas ယူတဲ့ဒါဟိုဆေးထိုးအပ်ကလေးပါအဲ့တော့ကျမတို့ temperature လက်ထားတယ်ဆေးထိုးအပ်လက်ထားတယ်အဲ့တော့ကျမတို့ကနောက် gas base ဆိုတာကျမတို့ကုမ္ပဏီကနေမှားပါတယ်တော်တော်လေးဈေးကြီးပါတယ်တအိတ်ကိုကျမတို့$5လောက်ရှိပါတယ်အဲ gas bed တွေကိုကျမတို့က sample ယူပြီးရင်တခါလေ gas bed တွေကိုထဲမှာထိုးပြီးလို့ရှိရင်သူ့ပိတ်တဲ့ဥစ္စာလေးပေါ့နော်ပိတ်တဲ့ဥစ္စာလေးနဲ့ပိတ်ပြီးတဲ့အခါမှာကျမတို့ကမနက်ခင်းယူပြီးတယ်ဆိုရင် तू ကမှန်မှန်တော့ तू ကတော့နှစ်ပတ်လောက်တော့ gas ကို control လုပ်လို့ရတယ်ဆိုရင်ကိုကစိတ်ပူတဲ့အတွက်ကြောင့်ဒီနေ့ယူပြီးတယ်ဆိုရင်နောက်နေ့မနက်ခင်းမှာဆိုရင်ကျမတို့ကဒီမှာတိုင်းပါတယ်เนาะတိုင်းပြီးတဲ့အခါမှာသူ့ရဲ့အဖြေကဒီကွန်ပျူတာမှာကျမတို့ပေါ်လာခြင်းဖြစ်ပါတယ်အဲ့တော့ကျမတို့က data collection ဘိုင်းအနေနဲ့ခုနတောင်သူတွေစိုးရင်ဘယ်လိုရှိမှာတော့အပင်ရဲ့ပင်ပုံစံတွေရောပြောင်းသွားမှာလားတီးမှတီးပါမလားထွက်မှထွက်ပါမလားဒါမျိုးတွေပေါ့နော်စိတ်ပူတဲ့ပူပင်မှုတွေကိုကျမတို့ဖြည့်ရှင်းနိုင်အောင်ကျမတို့သုတေသနခန္ဓာကနေအသေးစိတ်လုပ်ခဲ့ပါတယ်ဒီ spread meter reading ကတော့သူတို့ပြောတဲ့အပင်တွေဝါသွားမှာလားဒါ chlorophyll content တိုင်းတာပါအပင်ရဲ့ဒါအစာချက်လို့မှုတွေအဓိကထောက်ကူပြုတဲ့ chlorophyll content ကိုတိုင်းတာပါအဲ့တော့အမှအပင်တွေစိမ့်သလားဝါသလားပေါ့နော်နောက်အပင်ရဲ့ကျွန်တော်တို့ biomass weight တွေနောက်ရင်းနဲ့ရေကုန်မွန်းတဲ့နေနောက်ဒီအကွက်ထဲမှာတိုးတယ်နော်တိုးတယ်ပေါ့နော်ရေကဘယ်လောက်ထိပမာဏဝင်သွားမှာလဲနောက်ရေကိုကျိုးထရောက်မှုကဘယ်လောက်ဖြစ်သွားမှာလဲနောက်အဓိကတော့ methane gas emission ကဘယ်လောက်ထိကျမတို့ထွက်လာမှာလဲဆိုတာကိုကျမတို့အသေးစိတ်တိုင်းတာရပါတယ်အဲ့တော့ကျမတို့ကဒါမနေ့ကမှန်းဆိုလို့ရှိရင်ကျမတို့ weekly data တွေပေါ့နော်ဒီပင်ရဲ့ sampling ကိုတော့ weekly data တွေယူပါတယ် gas ကိုလည်းgas ကတော့ကျမတို့2ရက်ခြား3ရက်ခြားတစ်ခါယူပါတယ်အဲ့တော့အခုဆက်လက်ဒါလေးတွေကစိုက်ခင်းထဲမှာချိန်ပါလေးတွေစိုက်ထားပါရှင်သူ့ရဲ့မျိုးအလိုက်ကိုတစ်မျိုးမှဆိုသူ့ရဲ့စိုက်ခင်းရဲ့ area ပေါ်မှာမူတည်ပြီးတချို့ကတစ်ခုပေါ့နော်တစ်ခုနှစ်ခုအဲ့ဒါမျိုးလေးတွေကျမတို့စိုက်ရပါတယ်ချိန်ပါတွေကရွှေ့စရာမလိုပါဘူးကိုယူတဲ့အခါမှာဒီချိန်ပါက stand by ထားရပါတယ်ဒီချိန်ပါအောက်မှာဆိုရင်အပင်၄ပင်ဝင်ဆက်ပါတယ်ရှင်အဲ့တော့ကျမတို့ကချိန်ပါရဲ့ volume နဲ့ဒီ volume ဒီ area ကဒီလောက်ထွက်မယ်ဆိုရင် flash methane flash ဒီလောက်ထွက်မယ်ဆိုရင်ဒီ TA ကမှဘယ်လောက်ထွက်မှာလဲเนาะကျမတို့ TA ကဘယ်လောက်လဲအဲ့တော့တရက်ကဒီလောက်ထွက်ရင်100ဒီမှာဘယ်လောက်ထွက်မှာလဲ100ဒီကဒီလောက်ထွက်ရင်ကျမတို့တစ်နှစ်ဆိုရင်တစ်နှစ်ပတ်လုံးများအကယ်၍ຫນွေမိုးစိုက်မယ်ဆိုရင်ဘယ်လောက်ထွက်မှာလဲဆိုတဲ့ဟာကိုကျမတို့ estimate လုပ်လို့ရပါတယ်ရှင်
အဲ့တော့ကျမတို့ကသုတေသနလုပ်ငန်းမစခင်မှာမိုးလေဝသ data ကအများကြီးကြီးတဲ့ data ဖြစ်တဲ့ချက်ကြောင့်ဒါကျမတို့ဒါပေါ့နော်ဒါပြန်မြအပူချိန်တွေကျမတို့မိုးရေချိန်တွေ minimum maximum temperature တွေကိုဒါ weekly ကျမတို့တိုင်းရပါတယ်ဒါကျမတို့ဌာနမှာတော့ဒါချက်က project နဲ့ရတဲ့မိုးလေဝသ station ရှိတော့အားလုံးဟာကျမတို့အဆင်ပြေရှောမွေ့စာနဲ့ဆောင်ရွက်နိုင်ခဲ့ပါတယ်အဲ့တော့ဒီသူတို့စိတ်ပူနေတဲ့ character တွေကိုကျမတို့လေ့လာတဲ့အခါမှာ water regime ဆိုတာကတော့ခုနရေအများအားလှောင်ထားတဲ့အခြေအနေနဲ့ကျမတို့ AWD treatment နဲ့ကျမတို့လုပ်တဲ့အခါမှာဆောင်ရွက်တဲ့အခါမှာအပင်ဟာဆိုရင်အပင်မြင့်ဟာဆိုရင်ဘာမှကွာခြားမှုမရှိသလိုပင်ပွားတွေကလည်းကွာခြားမှုမရှိဘူးအဲ့တော့ကျမတို့ panicle ပါ hay ပေါ့နော်စပယ်ယုံတယုံမှာပါတဲ့ panicle ထွက်ချင်မှုလည်းကွာခြားမှုမရှိဘူးနောက် panicle ရဲ့အရှည်လေးတွေနောက် chlorophyll ပါဝင်မှုကလည်းကျမတို့ကွာခြားမှုမရှိတာကိုဘာမှကွာခြားမှုမရှိတာကိုတွေ့ရှိရပါတယ်ဒါပေမဲ့ကျမတို့ကစိုက်ပျိုးတဲ့စမ်းသပ်တဲ့မျိုးက၃မျိုးဖြစ်တဲ့အတွက်ကြောင့်ဒီမျိုးမှာတော့ကျမတို့က significant ပဲအဲ့ဒါကတော့သူ့ရဲ့အပင်ရဲ့မျိုးအလိုက်ဗီဇကွာခြားမှုရောက်ကွာခြားတာကိုကျမတို့လေ့လာတွေ့ရှိခဲ့ရပါတယ်နောက်တစ်ခုသူ့ရဲ့အပင်6လေးချိန်နောက်အစစ်4ချိန်အဲ့ဒီမှာကျမတို့ထူးထူးဆန်းဆန်းတစ်ခုကတော့ figuring percent ပေါ့နော်အဲ့တော့ figuring percent ဘာကြောင့် figuring percent မှာကျမတို့ဒီ significantly water management မှာဒီ AWD မှာနောက်ပိုင်းဆက်ပြောရမယ် AWD မှာဖြစ်နေတာကိုတွေ့ရှိရတယ်အဲ့တော့အဖြေကရှင်းရှင်းလေးပါကျမတို့ရေအမြဲမလောင်ထားတဲ့ရေအမြဲလောင်ထားရင်အပင်ကအောက်ဆီဂျင်မဲ့မယ်ရေမလောင်ထားရင်အောက်ဆီဂျင်ရမယ်သူဒီအောက်ဆီဂျင်ရတလက်မရတလက်ဆိုတဲ့အခါကျတော့သူ့ရဲ့နောက်ဆုံးအသက်ရှူရတဲ့သူ့ရဲ့ photosynthesis process တွေကအစဒါအောင်မြင်မြင်ဖြစ်တဲ့အတွက်ကြောင့်အစစ်အစံပို့ပြီးအောင်မြင်လာတာကိုတွေ့ရှိရတဲ့အတွက်ကြောင့်တချို့ဒီ AWD နဲ့လုပ်တဲ့ treatment တွေမှာဆိုရင်ဒီ continuous flooding တဲ့အထွက်နှုန်းကပိုသားနေတာကိုကျမတို့လေ့လာတွေ့ရှိခဲ့ရပါတယ်ဒီ bar graph လေးကတော့ဒါကျမတို့ဒီ AWD နဲ့ကျမတို့ရေသွင်းမယ်ဆိုလို့ရှိရင်ဒါကျမတို့ဒီလောက်မီလီမီတာဒါသုံးပြရပါတယ်တကယ်လို့ဒါကျမတို့ဒီ continuous flooding နဲ့သုံးမယ်ဆိုလို့ရှိရင်တော့ကျမတို့ဟာဒီလောက်မီလီမီတာနဲ့ကုန်ပါတယ်เนาะဒါကြောင့်မလို့ကျမတို့ကဒါရေကိုစစ်ဖြစ်တယ်လို့ပြောနိုင်ပါတယ်နောက်တစ်ခုကကျမတို့ကဒီမှာစုစုပေါင်းရေအသုံးချမှုဆိုရင်ရွှေသွဲရင်စပါးမျိုးကတက်တန်း105နေ100နေ105ရဲ့130 105ရဲ့ရှိတဲ့အတွက်ကြောင့်တက်တန်းတူတဲ့စပါးတွေကရေနည်းနည်းလူမယ်တက်တန်းနည်းနည်းရှိတဲ့စပါးမျိုးဟာရေများများလူမယ်ဆိုတဲ့ဟာကိုကျမတို့အဖြေဒါကတော့ကျမတို့ generally ပေါ့နော်ကျမတို့အဖြေရရှိခဲ့ပါတယ်အဲ့တော့ဒီမှာဆိုရင်ဒါကျမတို့ AWD treatment နဲ့လုပ်လို့ရှိရင် water save ကို30%လောက်ဖြစ်ပါတယ်အဲ့တော့ကျမတို့ကခံမှန်းရတာဒီ area အတွင်းမှာဘယ်လောက် save ဖြစ်ရင်တစ်ဧကမှာဘယ်လောက် save ဖြစ်မလဲကျမတို့ဒါမျိုးတွေခံမှန်းလို့ရတယ်အကယ်၍သာဧကတွေအများကြီးများမှဆိုရင်တစ်ချိန်မှာစပါးသီးနှံစိုက်ဖို့အတွက်ရေမလုံလောက်ဘူးဆိုရင်ဒီနည်းပညာကသုံးဖို့တကယ်ကိုကိုရီးယားကိုသုံးတင်နေစိုက်ပျိုးရေးကိုရွှေတာတင်နေဆိုတဲ့ပေါ့နော်ကျမတို့ရဲ့ဒီအတွေးနဲ့ပေါ့နော်တကယ်လည်းဖြစ်လာမဲ့အခြေအနေနဲ့ပေါ့နော်ဒါမျိုးတွေကိုကျမတို့သုံးသပ်လို့ရရှိပါတယ်ဒါလေးကတော့ water use efficiency ဆိုတာရေကျိုးထိရောက်မှုပါထိရောက်မှုမှာဆိုရင် AWD နည်းကတော့ရေကျိုးထိရောက်မှုဆိုတာကျမတို့ထွက်လာတဲ့အထွက်ရေးပေါ်မှာမူတည်ပြီးတဲ့အခါမှာရေပမာဏနဲ့ ratio ချခြင်းဖြစ်ပါတယ်အဲ့တော့ကျမတို့ကရေတယူနစ်3တိုင်းအထွက်ဘယ်လောက်ရမလဲဆိုတဲ့ဒါစံချိန်စံညွှန်းကိန်းဖြစ်ပါတယ်เนาะအဲ့တော့ကျမတို့ကဒီ AWD နည်းကရေပမာဏနည်းတဲ့အတွက်ကြောင့်စံညွှန်းကိန်းမှာ water use efficiency မှာကျမတို့ကရေကျိုးထိရောက်မှုမှာကျမတို့ကပိုပြီးမြင့်နေတာကိုတွေ့ရှိရပါတယ်เนาะဒီမှာဆိုလို့ရှိရင်လည်းအထွက်ပေါ်မှာမူတည်ပြီးတဲ့အခါမှာဒါတက်တန်းငယ်ပေမဲ့လို့ရွှေသိရင်ကဒါကြောင့်ကျမတို့ကနောက်ပိုင်းမှာဆိုရင်တက်တန်းကြီးတဲ့မျိုးနဲ့တက်တန်းငယ်တဲ့မျိုးနဲ့ဘာကိုအာရုံပြုပြီးစိုက်တင်လဲဆိုရင်ရေလိုအပ်ချက်လည်းနည်းမယ်အထွက်နှုန်းကိုလည်းပေးနိုင်မယ်ဆိုရင်တက်တန်းငယ်တဲ့မျိုးကိုစဉ်းစားတင်တယ်အဲ့တော့တက်တန်းငယ်တဲ့မျိုးကိုစဉ်းစားပြန်တော့လေတောင်သူဘက်ကကြည့်မယ်ဒါစီးပွားရေးဘက်ကကြည့်မယ်ဆိုရင် marketing မှာဘယ်လိုနေမှာလဲဒီစပါးကတက်တန်းငယ်တယ်ဒါပေမဲ့ကြိုက်မှာလားဒါတွေကလည်းစဉ်းစားစရာအကြောင်းပြဒါဆိုရင်ကျမတို့ကအထွက်နှုန်းကိုလည်းမထိခိုက်စေဘူး marketing ကိုလည်းကောင်းကောင်းပေးနိုင်မယ်အသက်ငယ်တဲ့မျိုးတွေဆိုရင်ဒါကျမတို့သုတေသနဘက်ကနေမျိုးတွေအများကြီးထုတ်ထားတာရှိပါတယ်ဒါမျိုးတွေကအစအဲ့ဒါတွေက climate
smart agriculture နဲ့ဆက်နွယ်နေတဲ့အချက်တွေပါပဲเนาะအဲ့တော့ကျမတို့ကဒီရာသီဥတုပြောင်းလဲခြင်းကို adaptation ဖြစ်ဖို့နဲ့ဒါနည်းပညာပိုင်းအဆိုရင်ရှော့ချဖို့နဲ့လုပ်ငန်းတွေတစ်ဖက်ကလုပ်တယ်လို့ adaptation နည်းနဲ့လည်းမျိုးတွေဟာလိုအပ်ပါတယ်အဲ့တော့အခုစိတ်ဝင်စားစရာကောင်းတဲ့ဒီမီသိန်းထွက်ရှိမှု flash ပေါ့နော် flash of the မီသိန်းထွက်ရှိမှုအားကိုကျမတို့ကြည့်မယ်ဆိုရင်ဒီမှာကျမတို့ဟာဒီ continuous flooding เนาะရေအမြဲတမ်းလောင်ထားတဲ့အခြေအနေနဲ့ alternate wetting and drying နဲ့ဆိုရင်ဒါ flash ထွက်မှုတွေဟာနည်းနေတာကိုတွေ့ရှိရပါတယ်အဲ့ဒါကြောင့်ကျမတို့မျိုးလိုက်ကိုကြည့်မယ်ဆိုရင်တက်တန်းငယ်တဲ့မျိုးကဒါ flash ထွက်ရှိမှုနည်းပါတယ်သူဒီရေသုံးမှုလည်းနည်းတဲ့အတွက်ကြောင့်ဖြစ်ပါတယ်အဲ့တော့တက်တန်းကြီးလာတဲ့များ flash ကမြင့်သွားတာကိုကျမတို့တွေ့ကြည့်ရပါတယ်เนาะအဲ့တော့ဒါကြောင့်မလို့ကျမတို့ကမျိုးကိုလည်းတစ်ချက်ကစဉ်းစားဖို့လိုပါတယ်နောက်တစ်ခါအဓိကအရေးကြီးတာကတော့ water management ပေါ့เนาะဒီ water management ကြောင့်ဘယ်လောက်ထိခုနမီသိန်းက flash တွေက management ကြောင့်ဒီမီသိန်း flash တွေကဘယ်လောက်ရောကြရဲဆိုတာကိုကျမတို့ဒီမှာမြင်သက်တင်ဒါမြင်ရခြင်းဖြစ်ပါတယ်ဟုတ်ဒီမှာဆိုရင် flash ကိုဒါရှင်းရှင်းလေးမြင်လာအောင် graph နဲ့ဒါဒီကျမတို့ကချိန်ပါတစ်ခုမှထွက်တဲ့ flash ပမာဏဖြစ်ပါတယ်အဲ့တော့ချိန်ပါတစ်ခုကကျမတို့ဒါ1 meter square ရှိထားပါအဲ့ဒါဆိုရင်ကျမတို့တေကမှာ block flash ကရော့သွားမှာလေအဲ့တေကရော့ရင်တစ် hectare မှာဘယ်လောက်ရော့မှာလဲစပါးစိုက် area အားလုံးမှာဘယ်လောက်ရော့မှာလဲဆိုတာကိုကျမတို့သိရှိရပါတယ်အဲ့တော့ခုနဇာတ်လေးကိုပြန်သွားမယ်ဆိုရင်ဒါ1 acre ပေါ့နော်1 acre မှာကျမတို့ flash ကဒီလောက်ထိဒါကျမတို့ကဒါ continuous flooding ဆိုရင်1 acre မှာ flash ကဒီလောက်ရှိသွားပြီ AWD မှာဆိုရင် flash ကဒီလောက်ရှိနေမှာဆိုကျမတို့စမ်းသပ်တဲ့ရာသီပေါ်မူတည်ပြီးမှဒီလောက်ထွက်ရှိတာကိုကျမတို့လေ့လာတွေ့ရှိခဲ့ရပါတယ်အဲ့တော့ချိန်မှာတစ်ခုက flash 20ရာခိုင်နှုန်း15ရာခိုင်နှုန်းသာတက်တာမျိုးဆိုရင်တေကမှာဘယ်လောက်လဲဆိုတာတေကကနေကျမတို့တနားရီမှာဆိုဘယ်လောက်ကျမတို့တက်လို့ရတယ်ဒါတစ်ရက်မှာဆိုဘယ်လောက်နောက်ကတစ်လမှာဆိုဘယ်လောက်တစ်လကနေဒီတစ်နှစ်မှာဆိုဘယ်လောက်ဒါမျိုးတွေအထိကျမတို့ကဆက်ပြီးတွက်ချက်သွားလို့ရပါတယ်ဒါကျမတို့ estimate ပေါ့နော်အဲ့တော့ဒါတွေကတော့အပင်ကြီးထွားမှုအလိုက်ကျမတို့ကဒီ flash မီသိန်းထွက်ရှိမှုဟာကွာခြားပါတယ်နော်အဲ့ဒါဘာကွာခြားလဲဆိုရင်အထူးသဖြင့်ကျမတို့ကစပါးပင်ရဲ့အပင်ကြီးထွားမှုအဆင့်3ဆင့်ရှိတယ်ကျမတို့ကပင်ပိုင်းကြီးထွားမှုရှိမယ်မြို့ပွားပိုင်းကြီးထွားမှုရှိမယ်ဒီနောက်ပိုင်းကရင်းမဲ့မှုကြီးထွားမှုဆိုတာရှိပါတယ်အဲ့တော့အဓိကအားဖြင့်မြို့ပွားပိုင်းနေမှာအမြဲတမ်း flash ကများတယ်ဒါဟာလည်းရှင်းပါပဲရှင်းလင်းတဲ့အချက်တစ်ခုပဲဘာကြောင့် flash ကအမြင့်ဆုံးဖြစ်နေတာလဲဆိုရင်ကျမတို့ကပန်းမပွင့်ခင်တစ်ပတ်နဲ့ပန်းပွင့်ပြီးတစ်ပတ်မှာရေကိုအမြဲနှစ်လက်မှလှောင်ထားဖို့လိုပါတယ်ဒါအစစ်ဆန်အောင်မြင်မှုနဲ့ဒါအနှံ့ပနီကယ်တွေဒီပိုက်ထဲကနေလွတ်ကျွတ်ထွက်ဖို့ဒါမျိုးတွေကြောင့်ကျမတို့ကလှောင်ထားဖို့လေအဲ့ဒီမှာလှောင်ထားတဲ့အချိန်မှာမီသိန်းကအများကြီးထွက်ပါတယ်နော်အဲ့တော့မီသိန်းကဘလို့ကနေဘလို့ကျမတို့ထွက်တာလေကျမတို့စဘာခင်းကိုရေလွှမ်းတဲ့အခါမှာအောက်ဆီဂျင်မဲ့တဲ့အခြေအနေဖြစ်တဲ့အခါမှာမြေအောက်မှာရှိတဲ့မိုက်ခရိုတစ်မျိုးဖြစ်တဲ့မီသီရိုဂျနစ်ဆိုတဲ့ဘက်တီးရီးယားနေပြီးတဲ့အခါမှာကျမတို့ဒါသူကနေပြီးလေမဲ့အခြေအနေမှာဒီ organic matter တွေကိုရှေ့ပြတ်တယ်ရှေ့ပြတ်တဲ့အခါမှာအဲ့ကနေပြီးတဲ့အခါမှာသူက acetate hydrogen နဲ့ carbon dioxide နဲ့ပေါင်းပြီးတဲ့အခါမှာမီသိန်းတန်းငွေကိုထွက်လာတယ်ထွက်လာပြီးတော့အဲ့ဒီကျမတို့အပင်မှာရှိတဲ့နော် erenchyma tissue တွေ erenchyma cell ကနေကျမတို့အမြစ်ကိုရောက်တယ်နောက်အမြစ်ကနေတစ်ခါပင်စီကိုရောက်တယ်နောက်တစ်ခါပင်စီကနေတစ်ခါကျမတို့ဟာဒီအရွက်တွေဘာတွေကနေပြီးတော့မှဒီ gas တွေကလေယူတွေကိုတစ်ခါပြန်ပို့တယ်အဲ့ဒီ process ကတကယ်တမ်းဆိုလို့ရှိရင်အများဆုံး process ဖြစ်တယ်တချို့ကလည်းအဲ့ process နည်းနဲ့ဒီမီသိန်းထွက်သလိုတချို့ကလည်းမြေကြီးထဲမှာမီသိန်းတွေစုနေတယ်စုနေပြီးတဲ့အခါမှာရေကျမတို့ရေထည့်လိုက်တဲ့အချိန်မှာရေမှာဘူပေါင်းလေးတွေပေါ့စီနဲ့ပေါ်နေတဲ့ဘူပေါင်းလေးတွေဟာလည်းဒါမီသိန်းတန်းငွေထွက်နေတာပါနော်နောက်တစ်ခါဒီမီသိန်းတွေကစုပြီးတော့တဖြည်းဖြည်းချင်း diffusion နေတယ်တဖြည်းဖြည်းချင်းလေထုတွေကိုထွက်သွားတဲ့နီလန်းတွေလည်းအများကြီးရှိပါတယ်နော်အဲ့ဒါကြောင့်မလို့ကျမတို့ကဒီ gas ကို collect ယူပြီးတော့ဒီကျမတို့ GC ဆက်မှာသွားတိုင်းတဲ့အခါမှာမီသိန်းတန်းငွေကိုဘယ်လောက်ပမာဏထိထွက်နေလဲဆိုတော့ကျမတို့သိရှိရခြင်းဖြစ်ပါတယ်နော်
နောက်တစ်ခုကကျမတို့တိထိုင်ဆိုစဘာမျိုးကိုကြည့်ရင်လေဒီတိုင်းပါပဲမိသိန်းတန်ငွေဟာကျမတို့ဒီမျိုးပွားပိုင်းမှာအများဆုံးထွက်နေတာကိုကျမတို့တွေ့ရှိရပါတယ်ဒီလိုပဲစင်တုခစဘာမှာလည်းမိသိန်းတန်ငွေအများကြီးထွက်ရှိနေတာကိုတွေ့ရှိရပါတယ်အဲ့တော့ကျမအနေနဲ့ဒီကုန်းချုပ်ကိုပြောရမယ်ဆိုရင်ကျမတို့ဒါဒီကျမတို့ဒီ bright မှာမူတည်ပြီးတော့ဒီ mitigation way ဖြစ်တဲ့ဒီ methane emission ရဆိုလို့ရှိရင်တကယ်ကိုဒီ bright အများများမှာဒီရေ treatment ကလည်းအရေးကြီးတယ်ပေါ့နော်အဲ့ဒါဟာအင်မတန်တကယ်ကိုဖြစ်ပြနေတဲ့အခြေအနေအမှန်ပါအဲ့တော့ဒီမှာတစ်ခုရှင်းပြချင်တာလေးရှိပါတယ်အဲ့ဒါကတော့ဘာလဲဆိုရင်ကျမတို့ခုမြန်မာနိုင်ငံမှာစဘာမျိုးတွေကိုအများကြီးပဲစိုက်ကြတာဒီတရွာထဲမှာရှိတဲ့တောင်သူတူကို4-5မျိုးသူတို့စိုက်ကြတယ်အဲ့တော့နိုင်ငံသားတွေမှာဆိုလို့ရှိရင်သူကစဘာကို area တစ်ခုတည်းမှာတစ်မျိုးပဲစိုက်ကြတယ်အဲ့တော့သူတို့ကဒီရေထင်းစနစ်ကိုဘာကြောင့်သုံးနိုင်တယ်လဲဆိုရင်သူတို့ရဲ့ရေသွင်းမြောင်းတွေရေထုံမြောင်းတွေကအင်မတန်ကောင်းတယ်ပေးတယ်ဆိုလို့ရှိရင်လေဒီစနစ်ကြရေကိုပေးတယ်ရေလွတ်တဲ့အချိန်မှာတော့သူကစဘာပင်မှာရေအလိုအပ်တဲ့အချိန်ကဘယ်အချိန်လဲဆိုတာသူတို့သိတဲ့အခါမှာရေလိုအပ်တဲ့အချိန်မှာပဲကွန်ပျူတာ control နဲ့ရေကိုပေးတယ်စနစ်ကြသုံးနေပေါ့နော်ကျမတို့မြန်မာနိုင်ငံမှာအားနည်းချက်တစ်ခုကတော့ရေသွင်းမြောင်းတွေရေထိုးမြောင်းတွေလည်းမကောင်းတဲ့ခါကျတော့ကွက်စစ်တောက်တဲ့ area တွေဖြစ်တဲ့အတွက်ကြောင့်ဒီရေထိစနစ်ကိုသူတို့ညှင်းပယ်တာဖြစ်တယ်နော်အဲ့တော့ကျမတို့ကတကယ်တော့ဆိုရင်လှုပ်လာတာလှုပ်တင်နေတာတော့ကြာပြီခဏလေးပါနော်နောက်တစ်ခုကကျမတို့အခု AWD ရေထိစနစ်ဟာလေဒီမရှိမဖြစ်ပေါ့နော်ဒီရာသီဥတုပြောင်းလဲမှုကြောင့်ဒါ3သင့်နဲ့စဘာကင်းတွေမှာ3သင့်နဲ့ဥစ္စာ3သင့်နဲ့ဤပညာဆိုတာကျမတို့ကောက်ချက်ချနိုင်ပါတယ်အဲ့တော့ဒီ methane emission ဆိုတာလေအမြဲတမ်းဆောင်ထားရင် methane ဓာတ်ငွေ့ထွက်တယ်ဆိုတာကိုလည်းကျမတို့လက်တွေ့နော်မျက်မြင်သိရှိတတ်ပြီးဖြစ်ပါတယ်တကယ်လဲထွက်ပါတယ်တစ်ချိန်လုံးကတော့ကျမတို့လည်းနားမလဲတာလည်းဖြစ်မှာပေါ့နော်မသိဘူးပေါ့နော်အခုမှကိုယ်တိုင်စမ်းသပ်ပွဲလုပ်တဲ့အခါမှာကိုကသိရှိလာခြင်းကျမတို့ဖြစ်ပါတယ်နောက်တစ်ခုကကျမတို့ကဒီ rice genotype တွေလည်းရွေးချယ်ဖို့လိုပါတယ်နောက်တစ်ခါကျမတို့ကတော့ဒါအစည်းအဝေးတိုင်းမှာလည်းအများအားပြောပါတယ်စဘာမျိုးတွေကိုအများကြီးမစိုက်ပါနဲ့ဖောင်းပွားပါတယ်အခုဆိုရင်စဘာတိညာဆိုရင်နာမည်တွေတစ်မျိုးတည်းကိုမျိုးမျိုးပေးပြီးဖောင်းပွားနေတယ်အများကြီးရှိတယ်အဲ့တော့တစ်ခုတည်းတနည်းတည်းဒီနေရာမှာဒီတီးထိုင်ဖြစ်ရင်တီးထိုင်ဒီနေရာမှာထိုင်းတာတော့ဖြစ်ထိုင်းတာတော့ဒီနေရာမှာမြေပေါ်မှာမူတည်ပြီးတော့ရက်60ဖြစ်ရင်ရက်60ဒါမျိုးလေးတွေပေါ့နော်ကျမတို့စိုက်စီချင်ပါတယ်ဒါမှသာထိန်းနိုင်မှာပါဒီမှာကရေထိန်းမယ်ဆိုရင်လည်းဘယ်သူမှမထိန်းကြပါဘူးသူတဲ့ငါရေရရင်ကသင်းတွေကိုဖောက်ပြီးတော့အပြည့်သာသွင်းပြီးတော့ဖြစ်ပါတယ်အဲ့တော့တချို့ဆိုရင်ရေလူပြီးတော့တယောက်နဲ့တယောက်ရန်ဖြစ်ပြီးတော့ပေါက်ပြားနဲ့ခုတ်တဲ့အဆင့်တွေနော်ပြဿနာရန်တွေဖြစ်ကြတဲ့အဆင့်တွေကိုဖြစ်နေတာကိုကျမတို့လည်းဒါငယ်စဉ်ခါကဒါတောင်တွေနဲ့တွဲလုံတဲ့ခါကျတော့ဒါတွေကိုမြင်ခဲ့ခြင်းဖြစ်ပါတယ်အဲ့တော့နောက်တစ်ခါဒီနည်းပညာကိုလည်းကျမတို့ဒါဘယ်လိုခေါ်မလဲဆွမြဲသုံးစေချင်ပါတယ်နော်အဲ့တော့နောက်တစ်ပိုင်းတော့ကျမတို့ဆက်လုပ်မဲ့လုပ်ငန်းလေးတွေကိုလည်းကျမတို့ဆက်ရှင်းပြပါမယ်အဲ့တော့ဒါကျမတို့ကဒီညီမျိုးစားပါမှမလို့ကျမပြင်ဆင်ပြီးတဲ့အခါမှာကျမနဲ့လက်တွဲပေါ်ဝန်ထမ်းလေးဟာသူတို့ဆက်ပြီးစူးစမ်းနေကြတယ်အဲ့တော့စိုက်နည်းစနစ်တွေမှာလည်းမူတည်ပြီးတော့သူတို့ methane emission ဘယ်လိုအပြောင်းလဲရှိမှလားတိုးမှလားလျော့မှလားဆိုတာကိုလည်းသူတို့တွေဒါလေ့လာနေကြပြီအခုဆိုရင်နောက်ပိုင်းဆိုရင်အခုကာဗွန်ဒိုင်အောက်ဆိုက်တိုင်းလို့ရအောင်လို့ဒီ column တွေကိုဒါ engineer နဲ့ခေါ်ပြီးတော့တိုင်းလို့ရတဲ့အစီအမံလည်းကျမတို့ရောက်နေပါပြီနောက်တစ်ခါ nitrous oxide တွေပြီးတိုင်းလို့ရတဲ့အခြေအနေကိုပို့ပြီးတိုးတက်လာတယ်လို့ပြောရပါမယ်အဲ့တော့ဒီသုတေသနလေးကိုလုပ်တဲ့အတွက်လည်းလုပ်နိုင်တဲ့အတွက်လည်းကျမရဲ့လက်တွဲပေါ်ဝန်ထမ်းငယ်တွေကိုလည်းအရန်ကျမကျေးဇူးတင်တယ်ကျမပထမဆုံးအကြိမ်နဲ့ကျမတို့လုပ်ခွင့်ရတာကိုလည်းကျမတို့ဒီဌာနရုပ်လည်းကျမကျေးဇူးတင်တာပေါ့နော်အဲ့တော့ကျမတို့ဒီမီသိန်းနဲ့ပတ်သက်လို့ကျမတို့ဟာဒါသုတေသနတွေအများကြီးကျမတို့လိုအပ်ပါတယ်နောက်တစ်ခါကျမတို့သုံးတဲ့မြေဩဇာမှာဆိုရင်ကျမရှိစဉ်ကသုတေသနလုပ်ခဲ့တဲ့အခါမှာကျမတို့ရိုးရိုးပေါ့နော်ကျမတို့ recommended ဖြစ်တဲ့ NPK သုံးတဲ့အခြေအနေနဲ့ကျမတို့
သဘာဝမြေဩဇာ residue တွေကို compost ဖြစ်ပြီးမှသုံးတဲ့သဘာဝမြေဩဇာနဲ့နှိုင်းယှဉ်ပြီးတော့ကျမတို့သုံးတဲ့အခါမှာကျမတို့သဘာဝမြေဩဇာတွေသုံးခြင်းကလေဒါ methane emission ထွက်ရှိမှုကိုပေါ့နော်ချော့ကျစေတာကိုကျမတို့တွေ့ရှိခဲ့ရပါတယ်အဲ့တော့ကျမတို့က100ဒီမဟုတ်200ဒီ300ဒီဆက်ပြီးတဲ့အခါမှာ confirm ဖြစ်အောင်နောက်ဆက်တွဲကျမတို့ဆက်လုပ်နေပါတယ်အဲ့ဒါကတော့နောက်ပိုင်းကျမတို့တပည့်တွေရဲ့စူးစမ်းမှုနဲ့တာဝန်ပေါ့နော်အဲ့တော့ဒီနည်းပညာကိုကျမတို့ဒီရေထိန်းစနစ်ရဲ့နည်းပညာကိုကျမတို့သုံးမယ်ဆိုရင်ဒါကျမတို့ဟာ water safe ဖြစ်တယ်ဆိုတာဒီ water safe ဆိုတာလေကျမတို့စိုက်ပျိုးတဲ့မျိုးစားပေါ်မှာမူတည်ပြီးတော့ safe ဖြစ်တဲ့အနေအများဆိုတာကိုကျမတို့ဒါသိရှိခဲ့ရပါတယ်အဲ့တော့ဒီဒါသူ့ရဲ့ water safe ဖြစ်တယ်ပေါ့နော်နောက်တစ်ခုကဆိုလို့ရှိရင်ကျမတို့ကဒီ pump နေနဲ့သွင်းတဲ့နေရာမှာဆိုလို့ရှိရင်လေကျမတို့ကဒါ cost တွေလည်း short ချနိုင်တယ်ဒါ labor cost တွေလည်း short ချနိုင်တယ်ဒါကုန်ကျစရိတ်သက်သာတာကိုကျမတို့တွေ့ရှိခဲ့ရပါတယ်နောက် green filling ပေါ့နော်အစစ်အဆန်အောင်မြင်မှုမှာအောက်ဆီဂျင်ပြည့်ပြည့်ဝဝသုံးနိုင်တဲ့အတွက်ကြောင့်အစစ်အဆန်အောင်မြင်မှုတွေလည်းကျမတို့ကဒီနည်းပညာကိုသုံးမယ်ဆိုရင်ဒါရရှိခဲ့တယ်ဆိုတော့ကျမတို့သူတွေနာကနေတွေ့ရှိခဲ့ပါတယ်အဲ့တော့ဒါကုန်ကျစရိတ်တွေသက်သာပြီးတဲ့အခါမှာသူရဲ့net return ကတော့တောင်းသူတွေအတွက်ရရှိပါတယ်ဒါပေမဲ့ဒီနည်းပညာကိုသုံးရင်မင်းတို့ရပါမယ်ဆိုတဲ့ intensive ကျမတို့ဘက်ကနေပေးနိုင်တဲ့ intensive တစ်ခုခုသာရှိမယ်ဆိုရင်ဒီတောင်သူတွေကအားလုံးသုံးမယ်လို့လည်းကျမယုံကြည်ပါတယ်။နောက် methane emission ဘယ်လောက်လျှော့ကြရဲဆိုတာလည်းကျမတို့လက်တွေ့ရှိခဲ့ပါပြီ။အဲ့တော့ဒါဒီရေထိန်းစနစ်ရဲ့အကျိုးကျေးဇူးပေါ့နော်။အဲ့တော့ကျမတို့ဒီမှာဆိုလို့ရှိရင်ဒီရေထိန်းစနစ်ကိုသုံးခြင်းအပြင်ကျမတို့ကဒီ rice grain တွေမှာပါတဲ့ဒါcadmium တို့ heavy metal တွေပေါ့နော် arsenic တို့နော်ဒါမျိုးလေးတွေပေါ့နော်ဒါမျိုးတွေမှာလည်းသူက short ကျနေတော့တွေ့ရတယ်ဆိုတာကကျမတို့ကဒီဆက်လက်ကွက်မလုပ်ခင်မှာဒီထဲမှာ heavy metal တွေပါနိုင်လားမလားပေါ့နော်အဲ့ဒါမျိုးပေါ့ဒါမျိုးတွေဟာကျမတို့ဒီတက်ခွဲကမ်းမှာလေ့လာပြီးသားဖြစ်ပါတယ်အဲ့တော့တကယ်တော့ဆိုလို့ရှိရင်ကျမတို့စဘာကိုကျမတို့ဒီဗါတဲ့ drying ပေါ့ drying direct step ဘာလို့လုပ်မယ်ဆိုလို့ရှိရင်ပို့ပြီးတော့ဒါ methane emission ကို short ချနိုင်မှာဖြစ်ပါတယ်ဒီအတွက်ကျမတို့က cross establishment method နဲ့ methane emission ကိုနောက်ပိုင်းဒီသူတွေဒီပညာရှင်များဟာဆက်လက်လုပ်နေပါတယ်သူတို့တွေလည်းစာတမ်းတွေရေးပြီးနောက်ပိုင်းမှာစာတမ်းတွေထွက်ရှိလာမယ်လို့ကျွန်မမျှော်လင့်ပါတယ်အဲ့တော့ဒီမှာဒီနည်းကတော့တောင်သူဒီနည်းကတော့ကျမတို့က methane emission ကကျမတို့ရေဆိုတစ်လက်6တစ်ခါလုပ်တဲ့အခါမှာအဲ့တော့သူကဆိုဒါရေထည့်တဲ့အချိန်မှာဒါ methane ရေဒါဆိုတစ်လက်6တစ်ခါအချိန်ဒီမှာဒါသူကတခါ nitrous oxide emission ကတခါတိုးလာပြန်အဲ့တော့ upland site တဲ့ upland ဟိုတီးနှံနေ upland မြေတွေရာမြေတွေမှာဆို nitrous oxide ထွက်နေတာကိုတွေ့ရှိခဲ့ရပါတယ်เนาะဒါပေမဲ့ပမာဏကတော့မီသိန်းလောက်တော့အစိုးဆုံးကတော့ဖန်လုံအိမ်ဓာတ်ငွေ့ကဘာကြီးပူနွေးမှုကိုအားပေးနေတဲ့ဖန်လုံအိမ်ဓာတ်ငွေ့အစိုးဆုံးထဲမှာမီသိန်းကအမြင့်မားဆုံးဖြစ်ပါတယ်% အမြင့်ဆုံးဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ကျမတို့ကတောင်သူချို့ကလည်းဒီနည်းပညာကိုဒါသင်တန်းနေကျမတို့သင်တန်းပေးတယ်ဆိုတော့ကျမတို့သတ်မှတ်တဲ့ area ပဲပေးနိုင်တာဟိုပေါ့နော်အကုန်လုံးတနိုင်ငံလုံးမပေးနိုင်ဘူးတိုးတော့တကယ်လိုအပ်တဲ့နေရာကိုပဲကျမတို့ပေးခဲ့ပါလေ DOA ကလည်းဒါဒီလုပ်ငန်းကိုဒါသင်တန်းနေပေးခဲ့ပါတယ်ဆရာမတော်သူစာမင်းတို့ဆိုရင်သိမှာပါနောက်တစ်ခါကျမတို့ project တွေကလည်းလာတယ် project နိုင်ငံခြား project FAO project ဆိုရင်ဒီနည်းပညာနဲ့ဒါအများကြီးနှစ်ပေါင်းများစွာဆောင်ရွက်ခဲ့ပါတယ်ဒါပေမဲ့ဟိုခုနကျမပြောသလိုပဲခဏပဲပေါ့နော်နောက်ပိုင်းကျတော့နောက်သူတို့ပြဿနာကဝိပြဿနာပါနော်အဲ့တော့ဒီ6ထားတဲ့အခါမှာမြေကြီးတချို့ဆိုပတ်ကြားအတ္တိထားတော့ပေါင်းနေမလိုက်နိုင်တဲ့အခါကျတော့သူရဲ့ပြဿနာဆိုတာဒီ AWD မှာပြဿနာရှိရဆိုရင် point ကိုလည်းပြောပါတယ်အဲ့တော့ကျမတို့ကဒါဒီပေါင်းကိုကာကွယ်အောင်လဲဒါတို့စောပိုင်းကတမန်းဟိုတာကောင်းအောင်လုပ်ထားရင်ဒါတွေဟာအဆင်ပြေနိုင်မဲ့အချက်ဖြစ်ပါတယ်sorry ပါရှင်အဲ့တော့ကျမတို့ကဒီမှာဒီနည်းပညာကောင်းတယ်ဆိုတာတောင်သူတွေလက်ခံပါတယ်ဒါပေမဲ့သူတို့မသုံးကြဘူးဘာကြောင့်လဲဆိုတဲ့အခါကျတော့ကျမတို့ကရေကိုကြိုက်တယ်လို့သုံးလို့ရတဲ့အခြေအနေနိုင်ငံခြားတွေလိုရေခွန်မပေးရတဲ့အခြေအနေကြောင့်ဖြစ်ပါတယ်เนาะအဲ့ဒီအခါကျတော့ဒါကြောင့်မလို့ဒီနည်းပညာကိုသူတို့ကဗာလဲကျမတို့မြန်မာနိုင်ငံမှာမသုံးခြင်းဖြစ်ပါတယ်နောက်သူတို့က dry seeding site မှာဆိုလို့ရှိရင်လည်းသူတို့ဒါ
အဲ့ဒီအခြေအနေကိုလုပ်ဖို့သူတို့မှာအခက်အခဲတွေအများကြီးရှိပါတယ်အဓိကပြဿနာကတော့သူတို့ညီအောင်မညီနိုင်တာပေါ့နော်ခေကျမတို့အဖွဲ့အစည်းတွေကနေပြီးတော့ဒီလေရီယာတွေကိုညှိပြီးမယ်ဆိုလို့ရှိရင်ဒါသူတို့တွေအများကြီးအဆင်ပြေမှာပါအဓိကတော့ leveling မှာနောက်တစ်ခုကသူတို့တွေအောင်းမြတ်တွေကိုမရှင်းနိုင်တဲ့ပြဿနာကြောင့်ဒီနည်းပညာကိုသူတို့လက်မခံခြင်းဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ဆရာမကျေးဇူးတင်ပါတယ်ရှင် ကျေးဇူးတင်ပါတယ်ညီမလေးဟုတ် ကျမတို့ဒီနေ့ဆွေးနွေး